ဖျားခင်ကျေးဇူးတော်သူပဲချီးမွမ်းပါတယ်သူသဖြင့်ဒီမှာရောက်ရှိလာတဲ့အချိန်မှာဒီသင်းတော်ကိုဖွင့်ပေးပြီးလူငယ်ပေါင်းမြောက်များစွာအတွက်ဒီနေ့ညီကောင်မောင်မတို့ကျွန်တော်ခွန်အားပေးခြင်းတယ်အရောက်စီတိုင်းရဲ့အသက်တာကိုဖျားသခင်ကြီးသောအမှုကိုပြုခြင်းပြီလူမျိုးဆွဲတွေဂိုင်းကနာဆွဲတွေဝါရဆွဲတွေထဲမှာရှိနေသေးတင်တော်လေးအနှစ်20လောက်ခင်းနောက်ကျနေပြီ။အိုးငါတို့ကတော့နောက်ကျလဲနောက်ကျပါစေရပါတယ်။ဖျားသခင်ကအင်မတန်မှ update ဖြစ်တယ်ဖျားရှင်ဖြစ်တယ်။ကျွန်တော်တို့ဖျားရဲ့နှုတ်ကပတ်တော်ဟာမနှက်ပြန်ထွက်လာမဲ့သတင်းစာထက်တာပြီးတော့မှခင်မိတာဖြစ်တယ်။ Hallelujahမနေ့ကထွက်လာမဲ့သတင်းစာလူတွေပိုယုံကြတယ်အဲ့ဒီထက်ပိုပြီးတော့မှခစ်ရှိပြေးတာကျွန်တော်တို့ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ညီကောင်မောင်မတော်ဟာလေလုယာဖခင်ရဲ့နှုတ်ကပတ်တော်အမြဲတမ်းတစ်လွင်နေတယ်လမ်းဆန်းနေတယ်ဖခင်ရဲ့နှုတ်ကပတ်တော်နဲ့အသက်ရှင်တတ်တဲ့သူတွေဖြစ်ရင်တာပြီးတော့ဝမ်းမြောက်ခြင်းကြောင့်ဆုံးနေမယ်ဆိုတော့ကျွန်တော်အားပေးခြင်းတယ်ကျွန်တော်တက်တာအတွက်ဖခင်ရှင်ကအကြီးမားဆုံးအရာတွေပြင်ဆင်ထားတယ်အော်ဘွယ်သောအရာတွေပြင်ဆင်ထားတယ်တောင်ညီကိုမောင်မရောက်စီတဲ့ကျွန်တော်အားပေးခြင်းတယ်အားပေးခြင်းတယ်ဒီထဲမှာဗမာစကားနားမလဲတဲ့လူတွေနည်းနည်းပပလည်းရှိမယ်တခြားနိုင်ငံဒါတွေလည်းပါလာမလားမသိဘူးဖျက်ရှင်အောင်ဘွယ်တော်မှုကိုပြုခြင်းတယ်ဆိုတော့ဒီထဲမှာကိုယ်တငယ်ချင်းမိတ်ဆွေထဲမှာဖယားဒီနှုတ်ကပတ်တော်ကိုဗမာလိုပြောတာကိုနားမလည်တဲ့သူရှိရင်တစ်ချက်လေးလက်ကလေးထောင်ပေးပါလား Those who don't understand Burmese That's good that's good that's good that's good okay that's good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  okay very good so you speak English then you do understand English right hello I can hear you Yeah. So okay. ကျွန်တော်နှုတ်ကပတ်တော်မဝင်ငှခင်မှာမြန်မာလိုမဝင်ငှခင်မှာကျွန်တော်အင်္ဂလိပ်လိုအနည်းငယ်ကျွန်တော်ဝင်ငှစီခြင်းတယ်ကျွန်တော်နဲ့တူဆရာ Victor မိုးလည်းပါလာတယ်ကျွန်တော်အင်္ဂလိပ်လိုဟောတာကြားချင်တော့မနေ့က10 နာရီလာခဲ့ပါOkay ကျွန်တော်တို့ခဏပါဆရာခဏဝင်ငှမယ်အဲ့ဒါတော့အင်္ဂလိပ်လိုနားလည်ပြီးတော့ချင်းလိုရောဗမာလိုရောတိတ်နားမလဲတဲ့လူတွေအတွက်ကျွန်တော်တို့ဖျားရသွားစေချင်တယ်ဒီထဲမှာရှိတယ်ဘာလို့ကျွန်တော်ဝင်ငှခိုင်းလဲဆိုတော့ဝိညာဉ်တစ်လုံးကစัจ java ထက်တန်ဖိုးကြီးတယ်ဒီလိုကြောင့်သူတို့လေးလည်းရသွားစေခြင်းတယ်ပြီးတော့နောက်တစ်ခုရှိတယ်ကျွန်တော်တို့ဖျားသခင်ဒီနိုင်ငံပို့တာချင်းတောင်မှာပဲမွေးချင်းတောင်မှာပဲကြီးဒီနိုင်ငံရောက်လာလဲချင်းတောင်လို့ပြန်ပြီးတော့လှုပ်ဖို့မဟုတ်ဘူးညီကောင်မောင်မတို့ဖျားသခင်ပို့တာရည်ရွယ်ချက်ရှိတယ်ကျွန်တော်တို့ကဘာဖြစ်လဲဆိုကရင်ပြည်ရောက်လာလဲဒီရောက်လာငပိတွေငပုတ်တွေထောင်းထားပြီးတော့မှဒီထဲမှာပဲကျင့်တတ်တယ်ကရင်ပြည်ကိုဒီဘက်ကိုရွှေ့လာခြင်းတယ်ချင်းတောင်ကိုဒီဘက်ကိုရွှေ့လာခြင်း No ကျွန်တော် narrow minded ဒီနည်းနည်းလေးထုတ်ပလိုက်တော့ဖျားခင်ဒီနိုင်ငံပို့တာချင်းတောင်ပြန်တည်ထောင်ဖို့မဟုတ်ဘူးချင်းပြည်နယ်ဟာခါပြည်နယ်ပြန်တည်ထောင်ဖို့မဟုတ်ဘူးဖလန်ပြည်တို့တီးတိမ်ပြည်တို့ပြန်တည်ထောင်ဖို့မဟုတ်ဘူးဒီမှာဖျားပို့ထားတဲ့ရည်ရွယ်ချက်က You are the light of the world Hey what is the meaning of that You are the light of the world ဘာကိုပြောတာလဲတင်းတို့ဒီလောကရဲ့အလင်းအင်္ဂလိပ်လို့ဆို You are the light of the world You are not light of the Hakka You are not light of the Myanmar You are the light of the world That's why God brought you over here ချင်းတူတော့မှနေချင်းနဲ့ဘာချင်းနဲ့ကွဲသွားသေးတယ်ဟာစာရန်တင်ကိုမလှည့်စားစေနဲ့ခင်မိတဲ့ခရိယန်တွေပြောချင်တာကဖယားအမြင်နဲ့သွားတဲ့ခရိယန်တွေ
ဒီထဲမှာကျွန်တော်ဖျားသခင်ဒီနိုင်ငံအလကားပို့တာမဟုတ်ဘူးဖျားသခင်အတင်းကိုချင်းတောင်မှာပဲမွေးချင်းတောင်မှာပဲကြည်ချင်းတောင်မှာပဲတည်ဖို့လို့တော့မရှိဘူးဒါကြောင့်ချင်းတောင်မှာမွေးတယ်ဒီမှာဩစတြေးလျကိုဖျားခင်ပို့တယ်ဘာအတွက်ပို့တာလဲနည်းနည်းသိရမယ်နည်းနည်းသိရမယ်အများကြီးမသိတော့နည်းနည်းတော့သိရမယ် why God brought you here ဘာလို့တင်းကိုဖျားဒီနေရာပို့တာလဲသူဘုံတော်အတွက်ပို့တာGod has a great plan for you တင်းအတွက်ဖျားကြီးမားသောအကြံစီရှိတယ်အာမင် hallelujah တင်းအတွက်ဖျားကြီးမားသောအကြံစီရှိတယ်ဒီမှာချင်းအများစုဆိုတော့ချင်းလို့ဘယ်လိုပြောလဲတင်းအတွက်ဖျားကြီးမားသောအကြံစီရှိတယ်ปะเทียนนี้นะจ๊ะติมลำนักงานปีอันไหนဘုရားခင်တင့်အတွက်ကြီးမားသောချမ်းစီရှိတယ်ဘေးနားမှာရှိသူပြောလိုက်ပါဘုရားခင်တင့်အတွက်ကြီးမားသောချမ်းစီရှိတယ်အင်္ဂလိပ်လိုနားမလဲအင်္ဂလိပ်လိုပဲနားလဲသူတို့ရှင်းပြောတယ် God has a great plan for you God has a great plan for you amen hallelujah တင်ပါသာဘယ်မှာပဲမွေးဘယ်လောက်ပဲပညာတတ်မတတ်အဲ့ဒါအရေးမကြီးဘူး God has a great plan for you hallelujah လက်ကုပ်တီးလဲဘုရားနာမကိုကျွန်တော်ကောင်းချီးပေးအောင် heyအောင်မြင်ရှင်နဲ့ကြွေးကြော်မယ်ကျွန်တော်တို့ကဘုရားเจ้าရောက်လာရင်ဘုရားเจ้าရောက်ပြီဆိုတော့ဘုရားเจ้าရောက်ပြီဆိုတော့ထား No man ဒါမဲ့ဘောလုံးပွဲများကြည့်လို့ရတော့ခရိယန်နေဘောလုံးပွဲချင်းတလုံးမျိုးမကြည့်ဘူးလုံးမျိုးမကြည့်ဘူးခရိယန်နေဘောလုံးပွဲHey! Hey! ရှင်းနေတာကလည်းကအမဲအဲ့လိုဖြစ်ကုန်ဘောလုံးပွဲကြည့်ညင်မကြည့် Hey! Hey! ကြည့်နေခရိယန်နေဘောလုံးပွဲကြည့်တယ်လို့မကျွန်တော်ပြောချင်တယ်ဘုရားရှင်တို့အတွက်အသက်ကိုပေးခဲ့တယ်ဗျာတို့ဒီမှာလမ်းမဆုံးဘူးတို့အသက်ရှင်တော့ဘုရားနဲ့အဆက်တွေရတော်သူတွေဖြစ်တယ်ဘုရားနဲ့မိတ္တဟာယဖွဲ့ခွင့်ရတော်သူတွေဖြစ်တယ်အဖလို့ခေါ်ခွင့်ရတယ်သုံးပါဘွိပါခေါ်ခွင့်ရတယ်ဘွိပါကချင်ပါလဲမသိကျွန်တော်မမိတာကျွန်တော်ဘွိပါဒီနေ့ဆိုရင်ပါတာဘောရွာအဖေလို့ခေါ်ခွင့်ရတယ်ဂျေဇုကနဲ့နော်မဟုတ်တာဝေါစဉ်းစားလောကအဖေတွေတောင်မှအဖေရဲ့မုတ်ကလေးစားခြင်းနဲ့ဆိုဟဲ့ကြောက်ခဲပဲကြိုက်စားလို့ပြောတဲ့အဖေမေမရှိဘူးတဲ့အဖေရဲ့ fish and chip လေးစားခြင်းနဲ့မွေပဲသွားစားမွေပဲတပည့်သူမှမပြောဘူးတဲ့လောကအဖေမေတောင်မှအကောင်းဆုံးကြွေးခြင်းနဲ့ဆိုရင်ကောင်းကင်ဘုံ၌ရှိသောအဖကသင်တို့ကိုအကောင်းဆုံးပြင်ဆင်ထားတာဖြစ်တယ်ခင်ဗျားတို့ဘသူကိုမှအပြစ်မတင်တဲ့ဒီအစိုးရမကောင်းလို့ကျွန်တော်တို့ဒီရောက်လာတဲ့အတွက်ဖျားခင်ချီးတော့ချီးမွမ်းဗမာပြည်အစိုးရလေတော်ဒုက္ခပေးတာအဲ့ဒါကိုကျွန်တော်စိတ်မဆိုးနဲ့သူတို့သာကောင်းနေကျွန်တော်လည်းဒီချင်းတောင်မှာမီလေးမွေးလိုက်ထင်းလေးခုတ်လိုက်ငါးလေးဖမ်းလိုက်ဒါနဲ့ပဲကျွန်တော်တို့ဘဝကပြီးသွားမှာနော်ဘုရားသခင်ကကြီးမားသောအကြံစီရှိတယ်ကျွန်တော်ချင်းတောင်သွားတယ်နေရတာမလွယ်ဘူးနော်တော်မလွယ်ဘူးနော်ကျွန်တော်အိမ်သာတက်ဖို့တော်လိုက်ရှာတယ်တော်ခက်ခဲတယ်ပွင့်လင်းပြောပြစေအိမ်သာတက်တဲ့အခါမှာရင်နွေးရှာတယ်အေးလွန်းလို့ကျွန်တော်အေးတဲ့အချိန်ရောက်သွားတာတော်ခတ်တာပဲတော်ခတ်တယ်ဒါပေမဲ့ဒီနေ့ဘုရားခင်ဒီမှာပို့ဆောင်ထားတာကြီးမားသောအချမ်းစီရှိတယ်ဘာအချမ်းစီလဲကျွန်တော်တို့မသိပဲနဲ့ကျွန်တော်တို့ကအလုတ်လှုပ်လိုက်အိမ်ပြန်လာလိုက်စားလိုက်တောက်လိုက်ခါလေအမဲဘီယာပေါ်တယ်ဆိုတော့ဘီယာလေးကနည်းနည်းမြကျင်သေးတယ်အမဲလုံးနေတာဒီကိုဒီမှာဇိမ်ခံဖို့ပို့တာမို့အကြံစီရှိတယ်ဘီယာလေးနဲ့
ပြီးလဲပြီးတော့ယောဂလေးပါလေးရတော့မှဘုရားစီပြန်လဲဘုရားခင်အိုဘွေပါမလုံးနဲ့ဘုရားခင်တင့်မှာကြီးမားတော့အကျင့်စီရှိတယ်ဒါတွေနဲ့အချိန်ကုန်မို့ဘုရားခင်တင့်ကိုအိုဘွေတော့အမှုကိုပြုလိုက်မှာဟာလေလုယာ hey 2017 ဆိုတာသိလား year of restoration God will bring you back all the things that Satan stole from you he will give you back hallelujah this is a year of restoration ဘုရားသခင်သင်အတွက်အကောင်းဆုံးပြင်ဆင်ထားတဲ့စာရန်လူယူသွားတဲ့အရာတွေအားလုံးဘုရားခင်သင်ကိုပြန်ပေးခြင်းဟာလေလုယာသင်2016တော့လင်မယားအမြဲတမ်းရန်ဖြစ်နေလင်မယားတွေဒီထဲမှာရှိချင်မှလည်းရှိပါတယ်2016တစ်ချိန်လုံးမတည့်ဘူးချစ်လို့ပဲယူထားတာဒါပေမဲ့ဘာလို့တဲ့တာမတဲ့လည်းမသိပါဘူးဆရာရဲ့ဆိုတဲ့အဖွဲတွေ2019မှာဝမ်းမြောက်ခြင်းဖျားရှင်ပြန်ပေးမယ်ဟာလေလုယာသားသမီးနဲ့မိဘမတဲ့တဲ့အိမ်တော်တွေဖျားခင်အောဘွယ်ဖျားခင်ပြန်လဲပြင်ဆင်ပေးလိမ့်မယ်သေဆိုတဲ့ယောက်ျားကိုရထားတဲ့မိန်းမတွေမပူပါနဲ့ယောက်ျားအစ်စ်ဖျားပေးလိမ့်မယ်အဲ့ဒီယောက်ျားတော့ဘာယောက်ျားလဲဆိုအဲ့ဒီယောက်ျားပါပဲဒါပေမဲ့အစ်စ်ယောက်ျားပြန်ဖြစ်သွားမယ်နှလုံးသားအစ်စ်နဲ့ဟာလေလုယာကျွန်တော်စီတနေ့ရောက်လာတဲ့အမျိုးသမီးတယောက်ဆရာတရားဟောပေါ်မှာသမီးကောင်းကြီးဖြစ်တယ်ဟုတ်လားဘာလဲပြောပါဦးသမီးယောက်ျားအစ်စ်ရောက်ဟာမလုံးနဲ့နော်နဲ့ငါဒုက္ခရောက်သွားမယ်ယောက်ျားအစ်စ်ဆရာကျမယောက်ျားအသက်တာပြောင်းလဲသွားပြီဩနင်းကရေရိုတန်တန်ပြောလေအဲ့ဒါဟာလေလုယာဘုရားကအသက်တော်အမှုကိုပြုတယ်ဘုရားရှင်ဖြစ်တယ်ဟာလေလုယာဒီနေ့မှာတဲ့အသက်60အထိလင်မယားနဲ့အသက်60အထိတစ္ဆာရှိစွာပေါင်းဖော်ခဲ့တဲ့အတွက်ကြောင့်ကောင်းကင်တမန်ရောက်လာပြီးတော့ကောင်းကင်တမန်နင်တို့လင်မယားဒီလောက်တစ္ဆာရှိစွာပေါင်းတဲ့အတွက်ကြောင့်နင်တို့ကြိုက်တာပြောငါနင်တို့ဆုချမယ်ဒါနဲ့အဖွားကြီးကကျမတို့လင်မယားအသက်လည်းကြီးလာပြီဘယ်မှမရောက်ဘူးသေးဘူးအဲ့ဒါနိုင်ငံတကာလဲပတ်ချင်တယ်โอเคရစေကောင်းကင်တမန်အကုန်စီစဉ်လိုက်ဒါနဲ့ယောက်ျားကြတော့မင်းပါလို့ရှင်နဲ့ပြောကျွန်တော်ထက်အသက်30ငယ်တဲ့မိန်းမကိုလိုချင်ပါတယ်ဒါနဲ့ရစေဘုံဆိုဘာဖြစ်သွားသလား तू ကအသက်60ဖြစ်သွားတယ်မိန်းမတော့မပြောင်းပေးဘူးသူ့ရဲ့အသက်ကိုပဲပေးကြည့်လိုက်တယ်အသက်60ဖြစ်သွားတယ်ဖခင်သခင်ဗဒိညင်ပြုတယ်ဖခင်ရှင်ဖြစ်တယ်ယေရှုခရစ်တော်အပြင်သင်ကိုဗဒိညင်ပြုထားပြီးသားယေရှုခရစ်တော်ယုံကြည်တော်သူတာမီရောက်ရှိတဲ့အသက်တာထဲမှာယေရှုထဲမှာရှိတဲ့မင်္ဂလာတွေအားလုံးဟာသင်အတွက်2019မှာဖြစ်ဖို့ဖခင်ပြင်ဆင်ထားပြီးဖြစ်တယ်လက်ခုပ်တီးလက်ဖခင်ရှင်နာမကျွန်တော်ကောင်းချီးပေးအောင်ဟာလေလုယာ Thank you Lord in နှုတ်ကပတ်တော်မှာသွားခင်လေးမှာဆရာ Victor Mosi ကနေပြီးတော့မှနှုတ်ကပတ်တော်ကိုကျွန်တော်ကြားနာကြရအောင် Hallelujah လက်ခုပ်တီးပြီးတော့ဆရာ Victor Mosi ကြိုဆိုရအောင်Thank you, God, for giving me this chance. And tonight, I believe God is going to speak to you. Because whenever God is here, He always speaks. Whenever His presence is here, He always speaks. But He speaks to people who come with an expectant heart. When you come to the Lord, when you come to the house of the Lord, when you come like, God, I've come to church. I don't know who's going to preach. I don't know what's the program look like. But speak to me. Whoever going to preach, and God will speak to you. Sometimes we come to church, we come with different attitude. When we see like the pastors that we don't really like or not famous, he's again. You know, if you got the heart, hey, it's the same word, same God, and same Spirit. They're going to speak to you. Tonight I'm going to share you a little bit, very, very short. You know, the book of Romans chapter 6, verse 23 said, we all should know this verse. Romans chapter 6, verse 23 said, for the wages of sin is death. For the wages of sin is death. If we go to work, fortnightly,
we earn our salary. When you go to work, 2 weeks, your pay come into your bank account. That is your wage. The Word of God said, for the wages of sin is death. We all do sin. We are sinner. And the price that we have to pay is what? Death. That's what the Word of God said. But, everybody say but. But the gift of God is eternal life in Christ Jesus our Lord. Amen. Our destiny, the roads that we're going to end up, the price that we have to pay for the sin that we commit is death. Physical death, spiritual death, eternal death. That's the price we have to pay. But God has different plan. God loves you so much that He gives you a gift that you cannot earn, a gift that you can go as much as you like to church or pray or whatever. You cannot earn that. That's why He gives you a gift. It's eternal life. If you look at in the New Testament, whoever met Jesus Christ in the Bible, anyone who met with Jesus Christ, their life transformed. He gave that person a new life. And I want to share about one person who encountered Jesus Christ and his life changed. And I want to encourage you. Tonight you are here, okay? Come with a desire, burning desire heart. You come and God touch me. God, I'm here. I'm not perfect. I know. God touch me. God speak to me. God will come and touch you. Oh, taste and see the Lord. That is good. God is good. No, we have a problem. I have a problem. You have a problem. Sometimes we have a financial problem. Sometimes we have all different sort of problems. My problem may be very small for you. Maybe your big problem is nothing for me. But we have a problem. You know, when my daughter was 2 years old, we were living in Melbourne. You know, our family, we pushing the pram and going around the city. All of a sudden, my daughter cried out loud. Ah! We go, what happened? What happened? We look at my daughter. Her name is Naomi. Naomi, what happened? Nothing wrong. But she keep crying. So I thought, I'm going to, check it out. What's going to observe it? And then this big, fat fly. Aussie fly. You know the green color one? They are so stubborn. Have you? No, you got to. I'll bring you there. You know, Aussie fly. If you don't know, I want to tell you. If come and stop it here, come back here. Come back here. They will never go nowhere. Same spot. I hate Aussie fly. Okay? So when I look at my daughter, and then she got this big, fat, black and green Aussie fly right on her nose. So she looked at that and she thought, what's that? Oh, she's crying, panicking. So I look at it. It's just a fly. So what I do as a father, I just did. Flies go away. Flies go away. Sometimes your life, you thought your problem is so big. There are Trinity, God cannot solve the problem. God, you are up there, but I'm here suffering. You have no idea what I'm going through. You feel like it. But for our Father is, everybody do this. Let's do this. With your right hand to the right hand side. 1, 2, 3. That's it. What sort of problem you have? You have financial problem. You have relationship problem. You have health problem. For our Father is 1, 2, 3. That's it. So next time your children come to you, Mom, I got this, I got that. All you have to say is, shh. You just no need to slap, okay? I'm not asking you to slap, okay? I always remind myself, any problem for my Father is nothing. You know, we got in Burmese saying, you can come to me, but don't bring your problem. You remember that one? God said, you can come to me. You bring your problem. You bring anything. I'm going to set you free. That's our God. If you haven't tasted that God yet, tonight you're going to see how good that God is. And every single person in the New Testament who met Jesus Christ, who encountered with Jesus Christ, their life changed. God doesn't remodel your life. God doesn't repair your life. God doesn't operate your heart. He gives you a new heart. He gives you a new life. He gives you a new you. This morning I talked about give you new identity.
is in the book of Mark chapter 10. Let's turn to the book of Mark chapter 10. Verse 46 to 52. Then they came to Jericho. Mark chapter 10, verse 46 to 52. Mark chapter 10, verse 46 to 52. Turn to your neighbor and say, the word of God is for you. Turn to your other neighbor, the other side, and say, the word of God is for you especially. Say it. Hallelujah. Okay? Let me read it. Then they came to Jericho as Jesus and his disciple together with a large crowd. So Jesus with his disciple, Jesus is very famous on that time. He's very famous. He's well known. Everybody know who Jesus is. Wherever he go, there's a healing. Wherever he go, there's a miracle. So Jesus is very famous. So wherever he goes, there's a crowd, large crowd. Very noisy wherever he go. So here it says, they came as Jesus and his disciple together with a large crowd. Were leaving the city. The blind man, Bartimaeus, this is the son of Timaeus, was sitting by the roadside begging. There's the blind man, born blind, sitting on the side of the road. Okay, I want you to picture. Jesus coming with his disciple. All the large crowd is following him. I don't know why they follow him. Sometimes following Jesus, you got free food. You got free food. Coming to church, you don't need to cook on Sunday. Come to my church, last week of the month, bring and share plenty of food. We don't need to cook at home. Advertisement. Come to church. So many people following Jesus for so many reasons. So I don't know what's the reason these people follow Jesus. Maybe they want to hear the teaching. Maybe they want to see the miracles. Maybe they want to see Jesus multiplying food and food come from sky and I want to eat and whatever. Okay? And then this guy is sitting by the roadside begging. His job is to beg. He's born blind. He cannot see. Therefore, he cannot go to work. So he's blind. His blindness means hopeless. You don't have feet, you still can see things. You know what I'm saying? What's going on around you. If you don't have hand, you still can move around. If you are blind, you cannot see anything. It's a hopeless situation. I want to encourage you, anybody here who is in a hopeless situation. In terms of, I don't know your situation. I don't know all of you. Okay, but I'm pretty sure if you are in this situation, I want to encourage you tonight. Jesus can give you life. Jesus can turn your morning into dancing. Okay, now he is begging. Okay, in verse 47, when he heard that it was Jesus of Nazareth, he began to shout. So he was begging, and there's a large crowd and so much noise, and then he began to shout. It says, Jesus, son of David, have mercy on me. So I want you to pause here, all right? He was begging. He was blind. He don't know who is going around, okay? And then so much noise. So he might have asked somebody around, hey, what's going on? What's going on here? So much noise. Do I have to run? Do I have to hide? What's going on? People might have said, hey, there's Jesus coming, man. So you get lost or put aside. And then he started shouting, Jesus, son of David, have mercy on me. The people didn't tell him that he's son of David. How did he know? He shouted, Jesus, son of David, have mercy on me. How did he know that Jesus can give him healing or life? And many rebuked him and told him to be quiet. So he said, Jesus, son of David, Nazareth, have mercy on me. So people around him said, shut up, man. Shut up, blind man. You're useless. Get lost. We are doing our business. You got to remember, these people is the one who giving him food. These people giving him money. He is living on these people. When these people shout at him or rebuke him, he have to stop. Otherwise, next day he might not have food. You got to know that. He is relying on these people. Then these people say, hey, quiet, go away, or shut up, or whatever it says. You got to be, okay, I better listen to them. Our natural response. We shout to God, God, help me. We didn't get answer from God. We give up. We give up. It might be the will of God, my marriage to be failed. Or it might be the will of God, my life is the way like that it is. I want you to keep on pushing to God. Our God is a living God.
You got to keep pushing on God. And then what did he do? Many rebuked him and told him to be quiet. And he shouted the more. You know what? Instead of he quiet, instead of he back off, he shouted the more. He said, Son of David, have mercy on me. He shouted more, the louder. He shouted more. I got encouraged by this. I'm not sure about you. I got encouraged by this. If you come to God and you pray to God and things not happening, come to God again, shout for more. Shout for more. You know, you don't back down. You know, sometimes we give up so easily when we come to God. And then something happened when he shouted from his heart. What happened is, next verse, it's over there. Next one. And Jesus stood still. In my version say, Jesus stopped. Everybody say, Jesus stopped. When your heart is burning with the desire, when your heart is want to see God, God speak to me, God touch me, God I'm hunger for you, God you keep pushing. Jesus is minding his own business. In his diary, there's no plan for healing this guy. He is going to Jericho, minding his own business. But when he had that burning desire, Jesus stopped. If you have a burning desire of your heart, hunger heart, Jesus have to stop, my brother and sister. Jesus have to stop. And Jesus have to look at you. Jesus have to bother your life if you have the desire. Okay? Jesus stopped and said, call him. So they called to the blind man, cheer up on your feet. He's calling you. So they said, okay, he's calling you, man. So you better get up and go to him. So the next one, his action is very interesting. Throwing his clothes aside, and he jumped off to his feet and came to Jesus. At that time, the beggars, the beggars, they have a rope. That's their license. If you have the leprosy people, you have your certain clothes so that people can see that you are leprosy. If you are a prostitute on that time, you have to wear certain robe or certain clothes so that you are a prostitute. Beggar is the same. This is his license. That's all he has. If it is very cold, he put it on him. If it is like too dusty, he put it on him. This is his shelter. And when Jesus called him, he haven't seen Jesus yet. He haven't got healed yet. He haven't go to Jesus yet. The first thing he do is he throw his clothes away. What does it mean? The moment he heard Jesus calling him, he believed in his heart. I don't need to beg no more. I don't need to beg no more. I'm going to have a new life. I don't need to beg for no more. Jesus calling me. I heard from Jesus. How many of you heard calling Jesus? How many of you heard from Jesus? And then you stay hang on to your old life. You stay hang on to your old things. And then this guy, he threw away his clothes. I don't need to beg no more. I'm going to meet Jesus. It's a step of faith. And then he jumped to his feet and he came to Jesus. And Jesus asked, what do you want me to do? What do you want me to do for you? Sometimes Jesus is funny, I don't know why he asks. He is God, he knows everything. Am I right? He knows everything. So why did Jesus ask him, what do you want me to do for you? Sometimes Jesus asks you as well, what do you want me to do for you? I want to have a car. I want to have a new job. I want to have this. I want to have that. Or, God, I want to know more. I want to know you more. I want to get closer to you. What is your response? Here, this guy said, Jesus asked him, and the blind man said, Rabbi, I want to see. Very straightforward, simple. What do you want me to do for you? Teacher, Rabbi, I want to see. He said, and then Jesus said, Jesus didn't pray, He didn't pray. He just said, go, said Jesus. Your faith has healed you. Your faith has healed you. At one point in the Bible said, according to your faith, be it unto you. Tonight, I'm not sure how come you are in this building. I don't know. Maybe there's a very handsome, famous, worldwide pastor, is international speaker, is just so you want to see. Maybe that's why you're here. Or maybe you got nothing to do. There's nobody at home. I better go somewhere. Your friends are here. You're here. I don't know. Or maybe
like, oh, there's some music. No, I haven't, I just want to see live music. And you come here. I don't know what's the reason, or your friend dragged you along. I don't know what's the reason. But I want to tell you, you come with a burning desire of your heart in this place. And right now that Jesus, I want to see you. For those of you who don't know Jesus, the one who can give you a new identity, new life. As I said before, the wages of sin. We do sin in our mind, in our action, in our mouth. The price that we have to pay is death. But He giving you right now, offering you free gift, eternal life through Christ Jesus. And when you meet this Jesus right here, you come with this heart, burning desire that, Lord, I want to meet you. I never tasted it before. I heard about the preacher said. I read in the Bible. I watched this and watched that on Facebook, people's status. I saw it, but I never know that you are real. Tonight's the night. Tonight's the night. I want you to prepare your heart right now. As David are going to speak, I want you to prepare that this burning desire of your heart. Lord, touch me tonight. Touch me tonight. I want to get healed. I want to get blessed. I want to know you. I want to have this tangible that you are real. Or you can speak to me. If you have that desire, Jesus stop. When Jesus stop, something always happens. When Jesus stop, it's just not things go away. Jesus stops, something, miracles happen. And tonight's the night. I want to encourage you. I want to welcome you. I want to challenge you. I can challenge you because I know that my God is a living God. My God is not a dead God. My father died 2009, 7 years ago. Whenever I need a reference, my father was a pastor. Some of you know, and Regina know. My father was a pastor, and whenever I got in trouble or whenever I want scripture reference, I always call him for his advice and everything. He always give me advice and encourage. No, my father is dead. I try to call him, he cannot answer me anymore. He's dead. He's dead. Even though I wish that he can answer me. He's dead. But I'm talking about our Heavenly Father, the God that who lives forever. He don't have time limit. He's Alpha and Omega. He don't have time. He's beginning, he's to the end. I'm talking about that living God. He's a living God. Can easily touch you. Can turn things around in your life. Whatever situation, I don't know. It might be financial situation, relationship, sometimes so dry that you don't even want to read the Bible. Pray, whenever you pray, you fall asleep. I don't know what's the problem. God, I try. I try. But nothing is working. It's just doesn't make sense to me. Tonight's the night. Come with this burning desire. Even right now, why don't you close your eyes? Everybody close your eyes. Close your eyes. And then why don't you speak to God right now? Speak to God right now. The God, tonight, please speak to me. God, tonight, please touch me. I don't want to live in the world, just come and live, just existing. No. I know you have potential for me. I know even in my mother's womb, you already have planned. And as you have this destiny set for me, I don't want to die without knowing what you set destiny for me. I want to reach to that destiny. And brother and sister, everybody go study. Everybody go educated. Everybody go marry. Everybody go children. Everybody die. That's a normal life. That's a normal life. Everybody, non-believer, live this life. But what I'm talking about is extraordinary life. When you lay hand, people get healed. When you step in this place, that place will be a blessing. When you touch this place, that place will be a blessing. Because you are a child of God and God is operating in your life. And He can touch you tonight. He can touch you tonight. Come with the desire. Open. Sometimes the things that you might not want to hear, doesn't matter. God speak to me and He will come and speak to you. I'm going to challenge you because I'm talking with my life. I challenge God. I was in a traditional Christian all my life and I never tested God that God is real. Until I challenge God. God, that's it. Take it or leave it. If you are real, touch me. Touch me the way that my girlfriend cannot touch. Touch me the way that my parents cannot touch. Touch me the way that my friends cannot touch. Touch me the way that you only can touch me. And I have to know that it is you. And then with that desire, the heart, He sees it. He stopped purposely for you. There's a war piece. He had to sort out a lot of war problem. When you see his desire, you say, cancel the appointment. Stop. I see the desire. I see the heart. I'm going to touch. I'm going to speak. I'm going to change.
Jesus often react to your heart response. He didn't heal the whole wide world when he was on earth. He just healed those who come to him, come and touch him, who shout at him. We need our effort to come to him. God, speak to me. God, touch me. I tell you, I challenge you, when you walk out of this door tonight, none of you, when you have that desire, will go home as same as when you come in. I challenge you, because my God is a living God. Amen. Hallelujah. Hallelujah. Thank you, Jesus. Jesus is not a religion. Jesus is not a Christian founder or leader. Jesus is our Savior. You might not be a Christian. Jesus is open his wide hand and welcome you. He's welcoming you. Just come. No matter who you are, no matter what religions you come from, maybe you are Buddhist or Muslim or Hindu or Christian. Doesn't matter. If you come, he will give you life. He will heal you. အားလုံးခဏလောက်ကျွန်တော်တို့ဖျားရှင်ကိုမြို့ကြည့်ကြရအောင် Thank you, Lord Jesus. Holy, holy are you, Lord. The whole earth is filled with your glory. Let the nations rise to give honor and praise to your name. Let your face shine on us, and the world will know you live. All the heavens shout your praise. Beautiful is our God. Universe will sing hallelujah to you, our King. Sing holy, holy, holy are you, Lord. The whole earth is filled with your glory. Let the nations rise to give honor and praise
Thank you, Lord Jesus. Thank you, Lord. Isaiah chapter 5. Hishaya nagadijan kanyinga. Oh, Lord Jesus. Hallelujah. Hishaya nagadijan kanyinga. Yausiraya tatago piyashin sagapyo was Isaiah chapter 5. I want you to read from 1 to 2. Hishana gajikanyi nga nge tika ne tigo. General English lo do di ai me tho tha pe ba. Chin lo general tu twa phat ja ya. 1 2 3. Two diပြီးသွားပြီလား Okay ကျွန်တော်ခဏလေးပမာလို့ဖတ်ချင်တယ်အားလုံးနားထောင်ပါငါချစ်ရာသခင်ဤစပြည့်ဥယျာဉ်တော်ကိုအကြောင်းပြု၍မေတ္တာသခြင်းကိုရှေ့တော်၌ဆိုပေရန်မြေကောင်းသောတောင်ပေါ်မှာတေချာနားထောင်စေခြင်းနဲ့မြေကောင်းသောဒီမြေသိပ်ကောင်းပါတယ်မြေကောင်းသောတောင်ပေါ်မှာငါချစ်ရာသခင်ဤစပြည့်ဥယျာဉ်တော်တဆူရှိ It's a vineyard on a very good ground. It's a fruitful hill. It's a very good place and fruitful hill. That's a fertile soil. It's a very good place. Very good to sow the seed. မြေကောင်းသောတောင်ပေါ်မှာငါချစ်ရာသခင်၏စပြည့်ဥယျာဉ်တော်တဆူရှိ၏ He's talking about one vineyard on a very good ground which is very fruitful hill မြေကိုတူး၍ကြောက်ခဲတို့ကိုရှင်းလင်းစေပြီးမှမြေကိုတူးတယ်ကြောက်ခဲကိုရှင်းလင်းစေပြီးမှအကောင်းဆုံးစပြည့်နွယ်ပင်တို့ကိုစိုက်ပျိုးတော်မူ၏အကောင်းဆုံးမြေပေါ်မှာအကောင်းဆုံးစပြည့်ပင်ကိုစိုက်တယ်အေရှာနာထောင်ဝေးပါဒီနေ့တင်ဒီအရာကိုနားလည်သွားရင်ဟာလေလုယာဒီနေရာကနေတင်ပြန်တဲ့အခါမှာဝမ်းမြောက်ခြင်းနဲ့ဟာလေလုယာအောင်မြင်ခြင်းနဲ့တင်ပြန်တော်ခွင့်ဖျားရှင်ပေးလိမ့်မယ်Let God unveil our eye to see, to know His will through this message. သင်ကိုဖျားရှင်ဖွင့်ပြလေသင်နားလေရတော့အခွင့်ကိုရပါစေဒီညမှာကြောက်ခဲတို့ကိုရှင်းလင်းစေပြီးမှအကောင်းဆုံးစပြည့်နွယ်ပင်တို့ကိုစိုက်ပျိုးတော်မူ၏ဥယျာဉ်ထဲမှာမိခိုရာတဲလင့်ကိုလည်းစောက်၍စပြစ်သီးနေရာချင်းကိုလည်းတူးတော်မူ၏He expect a lot သူမြေကိုအကောင်းဆုံးမြေပေါ်မှာအကောင်းဆုံးစပြစ်ဥယျာဉ်ကိုစိုက်ပြီးတော့မှပြီးတဲ့အခါမှာစပြစ်သီးသီးလာရင်
Eri Zabitigo, Nebidoma, Zabi Yabu Yantua, Niao Bapiensenara. Banet to less so in Yaucha. The Chu Yaucharia, Mayma Yubu and Nalere. Bama Piensen Pumashu. Tidu Jaro to a Mayma Mayu King Rega, Kalim Weibo and to a Kale, a Kango Batecha Piensen Hare Bonsamu. Nakali, Muela and Bema Balotame also well prepared. Go be said that you are Nabu say never Yauja, Mayma Udamia. Mayma Luchan, Mayma Luchan. No. Dilua, the champion sent Habida. Count Yema, count those the Bengo Techa Saibidoma. Techa Techa. Pidaloma would deny the inside silent amo Techa, Shinlet Bidoma. Sanet the ja a calm zone would do side. Bidoma a Gonzo, Zabiti Tilaye, Zabiti Neare, Zabi Tolopo, the Kare to Piensen Habidoma to a Gonzo Mumyolin. A Gonzo Myolin Hare, a Gonzo Myoya, a Gonzo Myolin. Yoya accounts on your line. Palo to accounts on your line, so ye to accounts on Piensen Halo. Accounts on me, Boma, accounts on Zabie Uyingo, Zabie Pengo, Tesha Side, Zabidi, Nebo de Chacha Piensen Hare, Zabie Tolopo. Tarina Magabu to a balo tale. A county Mowin Lao. Labidoma, a county win labro. But Piasia to balo tale. He fended to balo tale. Quekar hare. Chansio te cha cha katara. Tari Magabu, balo tale suro. And build a tower. Bada tower tararale. Yandu lame, the kolame, balam, aida balotale. Tower. Linzing or South Hare, Bamaloso, Linzing. Saura babile, Badubalo balam, balam, Amiera balonile, sound chini. Amiera always keeping high. Aimatua, Amiera sound chini, Amiera sound chini. Quekare. Sound shout there, she shoot it. Accounts on low tide. And also made in a white press therein. Ma, Sabitin Neya, Jenny, Techa Tutare. And he looked at it should bring forth grapes, and it brought forth wild grapes. Dimalo so no. Pamalo say, Posha di tibare. A council Miboma, a council Sabie Bingo, a council side, Dame Twalaro, a council Matwalabene, wild grapes, which just cannot do anything. Why Lolo Yare, why Lolo Mayai now ma, hala, or reason Lolo Yai Yamla, Mayao, wild grapes cannot do anything. Useless. Dine di mashire ni go mon ma yaw si denကျွန်တော်ဗာပြောပြချင်လဲတေးသေးချာချာပြန်စဉ်းစားကြည့်ပါ Look back 2016 2015 2014 2013အရောက်စီတိုင်းရဲ့အသက်တာကိုဖျားကွဲကာပြီးတော့ပို့ဆောင်ခဲ့တယ်အကောင်းဆုံးနေရာမှာထားခဲ့တယ်အကောင်းဆုံးကျွေးမွေးကြည့်ရှုခဲ့တယ်အကောင်းဆုံးပြုစုခဲ့တယ်
ဒီမှာညီကိုမောင်နှမတို့ဘယ်အရာပဲဖြစ်ဖြစ်သူ့မှာရည်ရွယ်ချက်ရှိတယ်ဒီစပွဲကိုလှုပ်တဲ့သူကသူ့မှာရည်ရွယ်ချက်ရှိတယ်ဘာအတွက်စပွဲလှုပ်တာလဲဘာအတွက်ဒီ Stanley လှုပ်တာလဲ Book Stanley စောက်တင်ဖို့ဘာဖြစ်လို့ဒီခွက်ကိုလှုပ်တာလဲခွက်ထဲမှာရေထည့်ပြီးတော့တောက်ဖို့နည်းနည်းတောက်လိုက်ဘာဖြစ်လို့ဒီရေပလင်း Let me tell you this ဒီရေပလင်းအဲ့ဒီရေဘူးအခွန်လေးပေးပါဦးဒီမှာရေမရှိဘူးဒီမှာရေရှိတယ်ရေရှိသောကြောင့်သာရေဘူးကိုသူများတင်ထားတာရေမရှိတော့ရင်ဒီရေဘူးကိုဘလောက်ပဲလှပါစေဘလောက်ပဲအလှဆုံးနေနဲ့ချဲလဲထားပါစေရေမရှိတော့ရင်ရေဘူးဆိုတာဘာအိဗယ်မှာမရှိတော့ဘာလုပ်ရမလဲပြစ်လိုက်ဖို့ပဲရှိတော့တယ်ဒါကြောင့်သင်ရဲ့အသက်တာထဲမှာရည်ရွယ်ချက်ဆိုတာရှိတယ်ရေရရည်ရွယ်ချက်ဒီပလင်းကိုတေချာလှုပ်ထားတဲ့ရည်ရွယ်ချက်ကအထဲကရေကိုရောင်းချင်လို့ရေမရှိတော့ရင်ဘာအိဗယ်မှာမရှိလို့သင်ဘဝမှာဒီခန္ဓာကြီးဒီမြေကြီးပေါ်မှာလာအသက်ရှင်တာရည်ရွယ်ချက်ဆိုတာရှိတယ်အဲ့ဒီရည်ရွယ်ချက်မရှိတော့ဘူးဆိုရင်ဘာအတိတ်ပဲမှမရှိတော့ဘယ်လောက်လှပါစေမကြခင်ခြေမယ်လွန့်ပြစ်မယ် useless now ကုမ္ပဏီကထုတ်လိုက်တာရေဘူးကြီးပဲထုတ်လိုက်တာမဟုတ်ဘူးရေပလင်းတဲ့တစ်ခါထုတ်လိုက်တာဖျားရှင်အသင်ကိုဒီလောကထဲပို့လိုက်တာရည်ရွယ်ချက်နဲ့ပို့လိုက်တာရည်ရွယ်ချက်နဲ့ပို့လိုက်တာအဲ့ဒီရည်ရွယ်ချက်ကဘာလဲဒီရေပလင်းရဲ့ရည်ရွယ်ချက်ကဘာလဲရေသင်အထဲကရည်ရွယ်ချက်ကအရေးကြီးတယ်အပြင်ကရေမကြည့်ဘူးโอเคကျွန်တော်ပြောပြဒီတဘူးကိုသူများဝယ်တာဘာအတွက်လဲရည်ရွယ်ချက်ရှိတယ်ဘာတောက်ဖို့လဲတဘူးကတောက်လို့မရဘူးဒီရေဘူးကတောက်ဖို့မဟုတ်ဘူးဒီတဘူးကိုဝယ်တာကရေအပူထဲဖို့သူ့မှာရည်ရွယ်ချက်ရှိလားရှိတယ်လူတိုင်းမှာရည်ရွယ်ချက်ဆိုတာရှိတယ်ပါလာပြီလားကျွန်တော်တို့ကပန်းသီးတစ်လုံးကိုမြင်အဲ့ဒီပန်းသီးတစ်လုံးပဲမြင်တယ်ပန်းသီးကိုမြင်တာနဲ့ကျွန်တော်ပန်းသီးတစ်လုံးယူတော့စားလိုက်မယ်ဟောကြောဆိုစားလိုက်မယ်ပြီးရင်ဘာဖြစ်လဲခလေတိုင်းလေးကိုဘာလုပ်လိုက်လဲလွန့်ပြစ်လိုက်ကျွန်တော်တို့ပန်းသီးကိုပဲမြင်တတ်တယ်ပန်းသီးတစ်လုံးပဲမြင်တတ်တယ်ဒါပေမဲ့ဖခင်ကသင်ကိုပန်းသီးပဲမြင်စေချင်တဲ့ဖခင်မို့ပန်းသီးအထဲကနေပန်းသီးအစိတ်ကိုမြင်စေချင်တော့ဖခင်လူတွေကအပြင်ပန်းကိုပဲစိတ်ဝင်စားဟောပန်းသီးကိုစားလိုက်မယ်ပန်းသီးအထဲမှာမျိုးစစ်ဘယ်နှစိတ်ပါလဲ၅စိတ်ပါတယ်ဆိုပါစို့အဲ့ဒီ၅စိတ်ကနေအပင်ဘယ်နှပင်ဖြစ်နိုင်လဲ၅ပင်ဖြစ်နိုင်တယ်အဲ့ဒီ၅ပင်ကနေအသီးဘယ်နှသီးတီးနိုင်လဲရာနဲ့ချီတီးနိုင်တယ်အဲ့ဒီအသီးတွေကနေမျိုးစစ်ပြန်ထွက်လာရင်ပန်းချံခြံကြီးဖြစ်သွားတဲ့ဘုရားခင်လှုပ်ချင်တယ်ဘုရားဟေးမြင်တတ်ဖို့လိုတယ်လူတွေဒီပန်းသီးပဲမြင်တယ်ပန်းသီးစားလိုက်မယ်ပြီးသွားပန်းသီးကုန် Oh Lord my God လို့ရတယ်ပန်းသီးထပ်တောင်းမယ်Bless me Lord bless me more Lord no တဲ့ကိုပေးထားပေးတာတဲ့ကောင်းကြီးမင်္ဂလာအားလုံးကအပြင်ကနေမလာဘူးတဲ့အထဲမှာရှိတယ်ဘယ်ထဲမှာရှိလဲအထဲမှာရှိတာတဲ့ထဲမှာရှိတာတဲ့ထဲမှာရှိတာတဲ့ထဲမှာလူတွေအားလုံးထဲကနေအကုန်ဆွဲထုတ်သွားတာ
Thomas Alva Edison သူ့ထဲကနေဆွဲထုတ်လာတာမီး Graham Bell ဖုန်းတီထွင်တာဒီအထက်ကနေအကုန်ထွက်နေတာထဲကနေအကုန်ထွက်တာတင်းသူတို့ပဲအားမချနဲ့တင်းထဲမှာဘုရားခင်ထည့်ထားပေးတဲ့မျိုးစေ့ရှိတယ်အဲ့တော့ရှာဖို့အိမ်မတန်ရေးကြည့်တယ်ဟာလေလုယာအရောက်စီတိုင်းရည်ရွယ်ချက်နဲ့ဘုရားခင်ဒီလောကကိုပို့လိုက်တာဒါကိုနားမလဲပဲနဲ့အရေးမကြီးတဲ့ဟာတွေအရေးကြီးတဲ့နေရာမှာထားမှတ်ထားအောင်မြင်ခြင်း urgent နဲ့ important ခွဲခြားတတ်တယ် What is the urgent what is the important ခွဲခြားတတ်မယ်ဘယ်အရာအရေးကြီးတာလဲမိသားစုအရေးကြီးပါလေဟုတ်တယ်အလုံငါအရေးကြီးပါလေဒါမဲ့တင်တစ်ခုခုရွေးချယ်တော့မယ်ဆို urgent နဲ့ important ကိုခွဲခြားတတ်တယ်အရေးပေါ်နဲ့အရေးကြီးတာစေးယုံမှာအရေးပေါ်လူနာနဲ့အရေးကြီးတဲ့လူနာအရေးကြီးတဲ့လူနာတွေအများကြီးပဲဒါပေမဲ့တကယ်သေရှင်ဖြစ်လာရင်ဘသူ့ထိလဲအရေးပေါ်လူနာအရေးကြီးလူနာတွေအများကြီးရှိတယ်ဒါပေမဲ့ဘာကိုအဓိကကင်လဲအရေးပေါ်လူနာသင်ဘဝမှာအောင်မြင်ခြင်းရင်အမြဲတမ်းမှတ်ထားအရေးကြီးတာနဲ့အရေးပေါ်အမြဲတမ်းခွဲခြားတတ်ပါမအောင်မြင်တဲ့လူကလေအရေးကြီးနဲ့အရေးပေါ်မခွဲခြားတတ်လူဘယ်တော့မှမအောင်မြင်ဘယ်ရာရေးချီတာလဲဘယ်ရာကအရေးပေါ်လဲတင်မခွဲခြားတတ်ရင်တင်ဘွားဘယ်တော့မှအောင်မြင်ဖို့မရှိဘူးစိတ်ချတာသင်တို့ဖျားရှင်ပြင်ဆင်ခဲ့တယ်ပြင်ဆင်နေတယ်စပြည့်ဥယျာဉ်အကောင်းဆုံးမြေကြီးတည်ဟူသောဩစတြေးလျကိုတင်ပို့လိုက်တယ်အကောင်းဆုံးမြေကြီးဆိုတဲ့ဩစတြေးလျမှာပို့လိုက်တယ်အကောင်းဆုံးစပြည့်ပင်အကောင်းဆုံးစံစပါးနဲ့တင့်ကိုကျွေးမွေးနေတယ်တို့မြန်မာပြည်မှာသူများနဲ့တော့တူရှင်မတူမယ်ကျွန်တော်တို့ဆိုရင်ကိုကာကိုလာဆိုတာစပေါ်လာတော့ Coke ကိုကာကိုလာဆိုတာတို့လည်းမသိပါဘူးမေဆွေတခြင်းဆိုကိုကာကိုလာဆိုငါတို့လည်းတောက်ရမှာပေါ့ဒါမဲ့တို့တွေမတောက်နိုင်ခဲ့ပါဘူးလက်ဖက်ရည်ပဲတောက်ရတယ်ဘွားဆိုတော့လက်ဖက်ရည်ချမ်းပဲတောက်ရတယ်ဘွားကိုကာကိုလာဆိုဝေါဒါအမေကလက်ဆောင်ပေးလို့ပြင်သစ်တန်ရုံကနေတပူးရလာတာအဲ့ဒါကိုဘာလုပ်လဲဆိုတော့အကျန်းပကံခွက်ထဲမှာအကျန်းခွက်လေဒီလိုရင်သွေးတောက်တဲ့ခွက်လေးမှာညီကိုမောင်နှမ3ယောက်နဲ့အမေ4ယောက်အဲ့တော့ငှဲ့ထဲတယ်ဟဲ့ကောင်ပို့သွားပြီပြန်ထက်မြာဘရောအဲ့ဒါလေးမကုံအောင်တောက်တာဘယ်လိုတောက်လဲကိုကာကိုလာတို့တွေငငယ်တော့တိတာဟုတ်စားပဲတိတာလေဟိုဘာလဲsparkling တို့ဘာလဲပြီးတော့ဘာလီရေတို့ဘာလီမဘာလီမဘာဘီလက်ရေဘီလက်ဆိုတာနောက်မှသိတယ်ဘီလက်ဆိုတာဟို Britain ကိုပြောနေတာဒါလည်းမသိဘူးဘီလက်ရေဆိုတာနိုင်ငံခြားလာတဲ့အရေပေါ့မသိဘူးအဲ့လောက်ပဲသိဒါမှကိုကာကိုလာတို့တွေဘယ်လိုတောက်ဒီလိုမောမချရဒီလောက်လေးပဲရတယ်ဟာလေးခွက်ကိုဒီလိုထည့်လဲဒီလောက်လေးပဲအဲ့ဒါဘာလို့တာကျင်းနာဒီနိုင်ငံခင်ဗျားတို့ပို့လိုက်တာကိုကာကိုလာတပူးတော်မကုန်ဘူးလုံးနာ KFC ချက်ပေါင်းလုံးနေတာပမာမှာ30တောင်းမနေချက်သား30တောင်းမိသားစုလောက်အောင်အာလူနဲ့ပါမျှချက်ရတယ်အာလူဒါပေမဲ့ဒီမှာကျတော့ဘုံနဲ့ဆိုရင်ကောင်းသောမြေပေါ်မှာကောင်းသောစပစ်ဥယျာဉ်တေချစိုက်တယ်ဒီတော့အကောင်းဆုံးနေရာမှာဘုရားခင်ကျွေးမွေးထားတယ်ကဘာမှာအကောင်းဆုံးနေရာမှာတင်တော့ဘုရားထားတယ်အကောင်းဆုံးကျွေးမွေးကြည့်ရှုနေတယ်မဆာဒါပေမဲ့မြေကောင်းသောမြေပေါ်မှာစပစ်ပင်ကိုတေချစိုက်ထားတယ်သူ့မှာရည်ရွယ်ချက်ရှိလားYou must know why you are here. Zabipin ye adika acheka zabiti tiyame. Piyad kin tinsiya ayam yolin nire.
ဒီနေ့မလာခင်တော့ဩစတြေးလျလာအိုးဘွေပါမလေးရှားမှာအော်ပရာစီလေးကြောက်တယ်ဘွေပါဖျားပို့လိုက်တော့မာနတွေကြီးသွားတယ်တန်လာပြီမာနတွေကြီးသွားတယ်ကားလေးတွေစီးနေနည်းနည်းပင်ပန်းလို့ဆိုတော့ဘီယာလေးပါကန်လိုက်တယ် Who care ပါ Who care လဲငါပတ်စံနဲ့ငါဖတ်တာငါတော့ Who care တောက်ရင်းနဲ့အရက်တောက်နဲ့ကာမောင်းတော့ရဲဖမ်းတော့ license သိမ်းတော့ဘွေပါပြန်လာပြန်မယ်ဘွေပါဩစတြေးလျရောက်ခါကျအစိုးရကျွေးတယ်အလုံးမရှိလေအစ်စေးပဲအလုံးရလေရပြီးအစိုးရမပေးတော့အစ်စေးပဲအလုံးရလေအစိုးရမပေးလေအစ်စေးပဲအစ်စေးပဲဖြစ်နေရင်အလုံးကပြုတ်တော့အလုံးမပြုတ်ခင်ဖျားကြောင်လုံးဝမလာဘူးလာရင်လည်းအနောက်ဆုံးမှာပဲထိုင်နေစေးပဲပြီးတာနဲ့ပြန်လစ်ဖို့အနောက်ဆုံးမှာထိုင်တာစေးမျက်နှာပြောင်းသွားပြီဖျားကြောင်မလေးရှားရောက်ခါစားရုံနဲ့9 နှစ်ကြာပြီးရုံမတူဘူးဒီအဖွဲတွေမတူဘူးမလေးရှားရောက်ခါစားရုံကတလို့ဒီလို10 နှစ်ကြာသွားကွာသွားပြီလုံးနေတာကွာသွားတယ်မာနတွေကြီးသွားပြီဒါရင်သာမကောက်ဘူးတင်းတို့မာနကြီးဖို့ဒီမှာပို့တာမဟုတ်ဘူးတင်းတို့မာနကြီးနေတယ်ဘဝင်နေမြင့်နေတယ်ကားဝယ်ဖို့အိမ်ဝယ်ဖို့ပဲခင်ဗျားတို့စဉ်းစားနေခင်ဗျားတို့အတီးရစပစ်တိမဟုတ်ဘူးအဲ့ဒါဘောရှာတီ wild grapes တီးနေတဲ့အတီးရမဟုတ်ဘူးအခုခရိယာနဲ့အချင်းချင်းရံဖြစ်နေကြတယ်စကားတွေများနေတယ်ဟာအတင်းတော်တွေဘယ်နှချမ်းကွဲနေလဲမသိဘူးကျွန်တော်လည်းမသိဘူးအမေကွဲတဲ့အဖွဲတွေကလည်းဘာဖြစ်လဲကွဲတဲ့အဖွဲတွေကလည်းနင်တို့ပဲနိုင်ငံခြားဆရာခေါ်ပြီးတော့ကျန်းစာတင်နေတာမဟုတ်ဘူးနင်တို့ကျန်းစာတင်တယ်လို့ငါတို့လည်းကျန်းစာတင်တယ်လို့ပြိုင်ပြီးတော့ကျန်းစာတင်တန်းဆရာတွေခေါ်လုံနေကြအဲ့ဒါအလကားမာနကြီးနေတာအဲ့ဒါက wild grapes မောင်နော်နင်တို့ပဲခေါ်နေတယ်ငါတို့လည်းခေါ်နေဟောလို့နင်တို့ပဲခေါ်နေတာမဟုတ်ငါတို့လည်းခေါ်နိုင်တယ်နင်တို့ပဲဆရာငါတို့ခေါ်မယ်နင်တို့ကနေဒါခေါ်တယ်ငါတို့အင်္ဂလန်ခေါ်မယ်လာပြီနင်တို့ဘာမှပြရခေါ်တယ်ဘယ်ရလဲပြောဘယ်ရခေါ်တာလဲချင်းတောင်ရန်ကုန်ကခေါ်မယ်ရန်ကုန်wasting time come on ဒီမှာပို့တာအဲ့ဒါနဲ့အချိန်ကုန်မဟုတ်ဘူးအတင်းတော့ကွဲဖို့ကြံစီနေတဲ့အဖွဲ့တွေရှိနေသတိထားအလကားနေစိတ်ကောက်ချင်တဲ့အဖွဲ့တွေသူတို့စင်မမတင်တာနဲ့စိတ်ကောက်ပြီးအတင်းတော့ကွဲမယ်ဆိုတဲ့အဖွဲ့ဘာမှမဟုတ်တာနဲ့စင်မမတင်တာနဲ့အတင်းတော့ကွဲမယ်တိကနေဆိုစိတ်ကလေးခုတာနဲ့မတ်တာပြဿနာဖြစ်လိုက်ကွဲဖို့မဟုတ်ဘူးညီကိုမောင်နှမတို့ဒီလက်သေးကဒုက္ခပေးတယ်ဆိုရင်လက်တစ်ချောင်းလုံးဖြတ်ဖို့မဟုတ်လက်သေးလေးညှက်လိုက်ရုံပဲအသက်တာမှာအရေးကြီးတာပြဿနာတစ်ခုဖြစ်လာရင်လက်သေးညှက်တယ်လို့ဆူတောင်းနဲ့ဖယ်ရှားတတ်ဖို့အင်မတန်အရေးကြီးတယ်ဘယ်မဟုတ်တဲ့အရာလေးနဲ့ဘယ်ကွယ်ဥက္ကဋ္ဌတက်တန်းပြည့်သွားပြီစင်းမော်ဥမာပြောတာပါဒီပြားကြောင့်ပြောတာမဟုတ်ဥက္ကဋ္ဌတက်တန်းပြည့်မစင်းချင်တော့ပြဿနာရှာပြီးတော့နောက်အဖွဲလိုက်တယ်ငါတော့ permanent president သူ president လုပ်ချင်တာသူဥက္ကဋ္ဌတသားလုံးယာတတ်ပါဥက္ကဋ္ဌလုပ်ချင်တော့ဥက္ကဋ္ဌယာသူကကြာတော့မယ်နှစ်ဆိုရင်သူကစီယုံရေးဆင်းလိုက်တယ်ဘယ်လိုစီယုံရေးဆင်းလဲသူ့ကိုကြိုက်ချင်ရင်သူများမကြိုက်အောင်လိုက်ပြောမယ်အဲ့ဒါတဘာဝပဲ
တင်းတော်ကွဲတယ်ဆိုတော့မှတ်ထားစီယုံရေးစင်းတာအဲ့ဒါနိုင်ငံရေးဒါတွေကခံရတယ်နော်ညီကိုမောင်နှမတို့မသိလို့ဘာသူခါလဲထင်လို့လေခင်ဗျာကျွန်တော်ပြောမယ်ခင်ဗျားတို့မခံရဘူးလူကြီးတွေခေါင်းမာတဲ့လူကြီးတွေမခံရဘူးခေါင်းမာတဲ့လူကြီးတွေဖက်ပြောမယ်ခေါင်းမာတဲ့တိတ်ခေါင်းမာတဲ့လူကြီးတွေတော်ခေါင်းမာတဲ့ဖွဲ့တွေဖက်ပြောမယ်ခေါင်းတိတ်မာတယ်နှလုံးသားလည်းမာတယ်ဒီကြောက်ခဲနှလုံးသားဖရာအသားနှလုံးသားပြန်ထည့်ပါစေဒီလိုပဲဆုတောင်းရမယ်ဖိတ်စာနဲ့ဖိတ်အောင်မလာချင်ဘူးနင်တို့ဖျားကြောင့်ကျမ်းစာတင်တဲ့ငါတို့နဲ့ပါဆောင်တယ်ငါတို့ကွဲသွားတယ်ကြပြီမလာနိုင်ဘူးမာနရှိတယ်ဖျားချီးမြောက်လို့မရဘူးဖျားခင်သိချီးမြောက်ခြင်းတဲ့လူတိုင်းကိုဖျားခင်သိချီးမြောက်ခြင်းတာဗျဒီမှာနှလုံးသားကောင်းစားမှအရာရာဖျားကောင်းချီးပေးတယ်ဖျားဒီနှလုံးသားမှန်ဖို့လိုတယ်နော်လူကြီးတွေကခေါင်းမှာတော့ကလေးတွေအကုန်လုံးထိခိုက်တယ်ဗျကလေးတွေထိခိုက်တယ်ကလေးတွေကသွားချင်တာဟိုဖျားကြောင်းတကယ်ချင်းတွေအဲ့မှာရှိတယ်သွားနေရတာဒီမှာတပတ်တစ်ခါလာထိုင်သူတို့ဒီမှာရောက်လာတော့ချင်းစကားလည်းကောင်းကောင်းမတတ်တော့ကောင်းကောင်းလည်းနားမလဲဘွေပါတော့ပါညဲပွားညာလုံးနေတော့သူတို့လည်းကြာလာတော့ဘာဖြစ်လာလဲကျွန်တော်အလကားပြောတာမဟုတ်ညီကောင်မောင်တို့တာ၍ဒီအသင်းတော်ဖြစ်ရှင်နေဆိုရင်ဝိညာဉ်ရေးရာကိုရှင်းတောင်းတကယ်လုပ်ကြပါဒီအသင်းတော်မှာမကောက်လာတဲ့အသင်းတော်တွေအားလုံးခင်ဗျားတို့ဝိညာဉ်ရေးရာကိုဦးစားမပေးဘဲနဲ့ထုံတန်းစင်လာဒလေပုံစံကြအောင်ပဲအစီအစဉ်တကြတပတ်တစ်ခါအစီအစဉ်ကောင်းအောင်ပဲလုပ်နေတဲ့ဖျားเจ้าတွေမကြခင်မှာပျက်စီးလိမ့်မယ်ဘာကြောင့်ကျွန်တော်ပြောတာလဲအစီအစဉ်သိပ်ကောင်းတဲ့နိုင်ငံတွေအင်္ဂလန်မှာအစီအစဉ်တွေသိပ်ကောင်းတယ်နယူးဇီလန်တို့မှာအစီအစဉ်တွေသိပ်ကောင်းတယ်ဒါပေမဲ့အစီအစဉ်ဘလောက်ကောင်းအောင်လုပ်လူထဲမှာလူကဒီမှာကြည့်လူငယ်ပေါင်းမြောက်များဆိုဘာကြောင့် night club မှာသွားပျော်နေလဲဘာလို့လူငယ်တွေ night club မှာသွားပျော်နေလဲဘာကြောင့်လူငယ်တွေကဟိုမှာပျော်ဒီမှာပျော်ကြလဲတကယ်တော့တကယ်ပျော်စရာနေရာလေတကယ်ဝမ်းမြောက်စရာနေရာကဘယ်မှာရှိလဲဆိုရင် rejoice in the Lord ဖခင်ရဲ့မျက်မှောက်တော်ထဲမှာ the presence of God in the presence of God မဟုတ်တဲ့ခါမှာဘာဖြစ်လဲကိုတိုင်းလဲမာနတာကြီးနာငါနှစ်ချင်းမှငါနှစ်ချင်းငါအိတ်ကြီးမှငါအိတ်ကြီးတကယ်တမ်းကိုတင်းနှလုံးသားထဲမှာဖခင်တကယ်နေရာယူပြီလားတင်းဖခင်ကိုနှစ်ဖူးတွေ့ပြီလား Have you had an experience with Christ ခရစ်တော်နဲ့တကယ် experience အတွေ့အကြုံရှိထားပြီးပြီလားကိုပြောနေတဲ့ဖခင်ကတကယ်ရောအသက်ရှင်နေဆိုတာဒီထဲမှာတကယ်ရှိရလားကိုယ်တိုင်ကဖခင်နဲ့မယဉ်နေဘူးဆိုကိုသားသမီးကိုဘယ်လိုလုပ်ဖခင်နဲ့မိတ်ဆက်ပေးမှလဲဖခင်เจ้าနဲ့ပဲမမိတ်ဆက်ပေးနဲ့ကိုသားသမီးအားလုံးဖခင်နဲ့မိတ်ဆက်ပေးတတ်ဖို့အင်မတန်ရည်ကြီးတယ်ကိုပြန်ဆန်းစစ်ရမယ်အကောင်းဆုံးမြေပေါ်မှာဩစတြေးလျမှာဖခင်ထားတယ်အကောင်းဆုံးအပင်ကိုစိုက်ခဲ့သူတင်းရဲ့အသက်တောင်စိုက်ပျိုးပြုစုတည်ဆောက်တယ်ခြံစည်းရိုးကာတဲ့သူတင်းကိုခွဲကာထားတယ်ဘေးမှာယောဂဆိုးတွေမြောက်များစွာရှိနေဆေးရုံမှာတွားကြည့်ကင်ဆာယောဂတရက်ဖြစ်နေတာယာနဲ့ချီဆေးရုံမှာအဲ့ဒီထဲမှာတင်းကိုမပအောင်ဖះကွယ်ကာထားတာအကြံစီရှိတယ်ဟာလေလုယာညရန်နေမှာယောဂပေါင်းမြောက်များစွာနဲ့ဆေးရုံမှာ emergency တွားနေလူတွေအများကြီးထဲမှာတနေ့တင်းတို့အသက်ရှင်ပြီးတော့ကျမ်းမာလေနိုးထလာရတာကအဲ့ဒါယေရှုတော်ဖခင်ကွယ်ကာထားတာဖခင်ကွယ်ကာထားတာဖခင်စောင့်ရှောက်နေတာ Why he protect you he has a plan for you he has a great plan for you that's why he protecting youကျွန်တော်မသိဘူးYour will or God will. Maybe your will is your good idea or God idea. You might have a good idea. Your idea is good. ဘုရားသခင်က God idea တင်းကိုချပြခြင်းတယ် Okay မင်းအကြံစီကဘလောက်ကောင်းကောင်းအဆုံးမှာကြောက်ပဲရှိတယ်ဟဲ့အောင်ငါမင်းတွေ့ထားတဲ့အကြံစီက step by step ဘုရားခင်ဆွဲတင်သွားမှာဖြစ်တယ် Hallelujah. Step by step
တာ၍မြင့်ရာကုန်းမြင့်ပေါ်မှာတင့်ကိုဆွဲခုံသွားခြင်းနဲ့ဖရားဖြစ်တယ်ဩစတြေးလျလာပြီးတော့မှာပြဿနာတွေတက်ကိုသားသမီးကိုမထိန်နဲ့သားသမီးနဲ့အဖေမေတွေရံဖြစ်အများကြီးဒီမှာသားသမီးနဲ့အဖေမေမတည့်ကြတော့အသက်မပြည့်ခင်တော့အဖေမေအောက်မှာခေါင်းငုံပြီးတော့နေပြီမဲ့ဆက်ရှင်နဲ့ပြည့်သွားရင်ခင်ဗျားတို့ဘိုင်းပဲအကုန်လုံးဆက်ရှင်နဲ့မပြည့်ခင်တော့အဖေတို့အိမ်မှာနေနေရတာပေါ့ကွာမင်းတို့ပြောတာငါတို့ခံမှာပေါ့ဆက်ရှင်နဲ့ပြည့်ရင်တော့bye bye don't force me to go to church I'm 18 now I'm 18 come on ဒါလေးအများကြီးပေါ်လာလိမ့်မယ်ဆက်ရှင်နဲ့မပြည့်ခင်မှာတော့ go to church you want to go I'm going to slap you okay goသွားနေရအသက်ဆက်ရှင်နဲ့ပြည့်ပြီသွားတော့ I'm 18 now I'm 18 don't force me man I'm going to call 000 man don't force me I'm 18 now I'm a man now I'm a man who do you think you are I'm your father I know man I've been waiting for this time so long 18 now I'm free you want to listen to me okay get out okay bye bye I feel good I feel သူပြောရဆင်းသွားမယ်ဒါပေမဲ့အဲ့ဒါဖရားလို့တော့မဟုတ်ဘူးကျွန်တော်မိသားစုဖရားသခင် good example မိသားစုဖြစ်စေချင်တယ် hallelujah good example family ဖြစ်စေချင်တယ် hallelujah တင်တို့အသက်တာတွေကိုယ်တိုင်ကဒီမှာလူငယ်တွေဒီနေ့ဆက်ကပ်သွားတာကျွန်တော်တကယ်ဗျာကျော်ရှင်ထဲမှာခံစားရတယ်လူငယ်တွေသူတို့ကြည့်လိုက်တော့ဘုရားတရားယုံမဟုတ်ဘူးနဂတ်တွေနဲ့ဘောင်းမီယာဟိုအောက်ကျွတ်နေတယ်စပင်ကတလို့ထောင်းနေတယ်ဒီမှာပြောင်းဘုရားကြောင့်နဲ့ဝင်လာတဲ့ထားဒါပေမဲ့ when the Holy Spirit touch their heart they come out and they receive the love of God hallelujah hey ဒီလူငယ်တွေကျွန်တော်အယံဝမ်းသာတယ်လူကြီးတွေပြောင်းလဲဖို့ချိန်တန်ပြီလူငယ်တွေတော်တော်များများလာပြီးတော့ကျွန်တော်မှာပါဆူတောင်းခံနေတယ်လားဟာကျွန်တော်ပြပြမယ်ကျွန်တော်ပြပြတေချာနဲ့ထောင်ပြီဒီဩစတြေးလျမှာပဲမဲလ်ဘန်မှာအမျိုးသမီးတယောက်အမျိုးသမီးကအန်တီကြီးပေါ့အန်တီကြီးရောက်လာကျွန်တော်ကအစိုးရကိုမျိုးကြီးတို့ပါအောင်နဲ့အဲ့တော့အများကြီးပဲအဲ့တယ်လေအများများတယ်ကျွန်တော်အရင်ပင်မနေပြီဒါနဲ့ကျွန်တော်ဘယ်သူမှလက်မခံတော့ဘူးလို့ဆရာမအဆာမီရဲ့လို့ကျွန်တော်အရင်ပင်မနေပြီအဲ့အပေါက်ကမှာအဲ့ချင်းမျိုးသမီးတယောက်ဆရာဒေးဗစ်လာကိုပြောလိုက်ပါကျမမတွေ့ဘူးဆိုရင်ကျမဒီအပေါက်ကနေဘဲမှမသွားဘူးအယားခတ်တယ်အရန်ကောင်းပါတယ်သူကဇိုးတုံလာပါလားမသိဘူးတလားဇိုးတုံဟီလေကောင်းပါလားမသွားဘူးတဲ့ဘဘူးဆရာတို့လေနောက်ကြလေရင်နောက်ကြလဲနောက်ကြပြီလုံးဝဖေးမသွားဘူးတဲ့ဟာအဲ့နဲ့ဒီလောက်ဆိုရင်တော့မရဘူးထင်တယ်လို့ဆရာမရေခေါ်လိုက်ပါလို့အမေအထဲဝင်လာတော့မျက်နှာပြောင်းသွားပြီတလားမဝင်ခိုင်းခင်တော့လည်းသူအရန်စိတ်ဆိုးတယ်ဝင်လာဟာလေလုယာဟာလေလုယာဟာလေလုယာ It's so lovely my goodness
Hallelujah Hallelujah ဆရာပြက်ကြီးကောင်းကြီးပေးပါစီဆရာအေးလာဘာလဲပြောပါအောင်ဆရာရဲ့ကျမသားအရန်ဆိုတယ်ဆရာကျမသားတော့လာတာပါကျမသားအရတောက်တယ်ဆရာအရတောက်တယ်မဲလ်ဘုံမှာချင်းတော်များအရတောက်တယ်တသက်လုံးမတောက်ဘူးတဲ့ရုပ်မျိုးနဲ့တောက်ကြတာအရတောက်ဒါနဲ့အန်တီကြီးကပြောတယ်ဆရာကျမရဲ့တာတော်အသက်ကြီးပါပြီမိမလည်းမယူပါဘူးမိမယူပြီးတော့သူ့ဖတ်တာတွိုင်းလဲတွားပေါ့မတွားတော့ကျမတာဝန်ဖြစ်နေမိမမယူတဲ့အပြင်တောက်အရန်တောက်တော့ကျမလည်းသူ့ပြက်အောင်အစာရှောင်ဆူတောင်းတယ်တဲ့ဟိုတော့ရိုးတန်ဆူတောင်းတော့အိမ်မှာပဲတောက်တယ်အခုအစာရှောင်မှာတဲ့တောက်ပြီးတော့ဖျားเจ้าလာတယ်ဆရာရဲ့ကျမအရန်ရှက်တယ်တဲ့โอเคညနာမရှိတော့ပြန်လာရှိတော့သူငိုတယ်အကြည့်ချက်ငိုတာသူကအတင်းတော်မှာအမျိုးသမီးခေါင်းဆောင်ဆိုတော့သူသားအရက်တောက်ပြီးတော့လာရင်သူကရှက်တာပေါ့ဟဲအမေကတော့တရားဆူတောင်းစည်းဝေးမှာရေးလဲဥဆောင်နေဟာလေလုယာလုပ်ပြီးတော့မှသားလာလိုက်အဲ့လိုလာတော့သူရှက်တယ်အဲ့ဒါသူငိုတယ်တဲ့လားငိုလဲယူတတ်မငိုကွာအရန်ငိုတော့ဒါတွေထွက်လာတာပေါ့အရာဆရာကျွန်တော်လာခိုင်းဟာကျွန်တော်တော့ခါပဲဒါနဲ့ကျွန်တော်လက်တွေလဲဆူရွှဲနေပြီသူတို့ဟာတွေလေဆူရွှဲနေဆရာကျွန်မအရင်ရှက်တယ်ဆရာဒီမှာလဲပွားနေပြီဒါနဲ့ကျွန်တော်လဲအရာမခံစားနိုင်တဲ့အစိုးသူ့ရဲ့အင်ဂျီဘော်ပြန်လက်တော့โอเคနားလဲတယ်ကျွန်တော်လက်ပြန်တင်းပြီးဆူတောင်းမယ်အဲ့နဲ့အန်ဒီလို့ဟုတ်ပြီအန်ဒီကျွန်တော်နားလဲသွားပြီအန်ဒီအခုလာတဲ့ရည်ရွယ်ချက်လူတော်များဆူတောင်းခံရည်ရွယ်ချက်ကိုမရောက်ဘူးသူတို့ကအဝဲချင်းတောင်ကနေဘဝကိုဆလာတာသူကအဝဲကြီးလာတာသူကစတိုရီကသူကဆရာကကြီးရနဲ့အာတီတိမဆရာအဆင်ပြေမမှုဘူး short to the point ပြောပါမရဘူးသူကအရွှေလာဒါတွေလည်းရေးလဲဆွဲနေပြီရေးလဲဆွဲနာအဲ့နဲ့ကျွန်တော်လည်းပြန်လို့သူ့အင်ဂျီပြန်တော့ဒါနဲ့အလုပ်တွေရှုပ်နေတာဒါနဲ့အန်တီမဖြစ်တော့ဘူးအန်တီခဏလေးပါအန်တီငိုတာခဏရက်လိုက်ပါ please အန်တီပြောပါဆရာဆူတောင်းပေးမယ်လက်တင်းပြီးတော့ဆူတောင်းတဲ့အချိန်ကျွန်တော်ဖျားသခင်ပေါ်ပြတာသူသားပြဿနာမဟုတ်ဘူးမှတ်ထားအဖေမေတွေကိုသားသမီးကိုမထိန်နိုင်ဘူးဆိုခင်ဗျားတို့အဲ့ဒါလေကိုသားသမီးပြဿနာမထင်နဲ့အဲ့ဒါကိုပြဿနာကျွန်တော်သူ့ပေါ်လက်တင်လဲတင်ကိုငါသားတဲ့သူ့ကိုဆူတောင်းပေးသူ့သားပြဿနာမဟုတ်ဘူးတဲ့အော်ဘာဖြစ်လို့လဲလို့ဖျားခင်ကျွန်တော်ဖော်ပြတယ်ဘာဖော်ပြတယ်လားတစ်ချိန်လုံးသူ့သားသူဝန်ခံနေတာလေဒီပါဇက်ဘယ်နေရာသွားဆရာဆူတောင်းပေးပါကျမသားအယက်သမားနောက်တစ်ယောက်တွေ့လဲဆရာကျမသားအယက်သမားသူ့ရဲ့ဝန်ခံခြင်းကမားနေတာလေသူဝန်ခံမှာကျမသားဒီတနေ့ဖယားအမှုတော်ဆောင်ဖြစ်ကိုဖြစ်မယ်အရက်ကနေပြတ်မယ်ဆရာဆူတောင်းပေးပါအဲ့ဒါအဟုတ်ဘယ်နဲ့ wrong confection လေသူကအမြဲတမ်းဘာလုပ်နေဆရာကျမသားအရန်ဆိုတယ်ဆရာလုံနေသူဘာဝန်ခံနေလဲကိုစိုက်တဲ့အတိုင်းကိုရိတ်နေရတာကျမသားမကောင်းဘူးကျမသားမကောင်းကျမသားအရန်ဆိုတယ်ကျမသားဆိုလို့သူဒါမဲ့ it's not good အမြဲတမ်းဝန်ခံတာမှားနေတာဒါကိုကျွန်တော်ဖះဖော်ပြတယ်တစ်ချက်ဒုတိယတစ်ချက်ကြတော့ကျွန်တော်ရှင်းမြင်တယ်ကျွန်တော်လက်စစ်တောင်းနေချင်း तू ကစုတာတောင်းပေးတာဗျအိမ်ပြန်ရောက်လို့အဲ့ကောင်လည်းအမူးတောက်ပြီးသွားလို့ရှိရင်အိမ်ရှိမှာအိမ် तू ကတွေးတော့အိမ်ထဲဝင်လာတဲ့အိမ်ရှိမှာမူးတာတွေ့ရင်ဆွဲတာခွေးနဲ့နွားတရိษံခွေး
ဲလိုက်ပြီးတော့မှအိုးဟာလေလုယာဟာလေလုယာအိုးမြတ်ကြီးမဆိုခွေးညနွားညသရိษံနေရလေအဲ့ဒါမိဘမလုတ်ကျွေးတယ်ကောင်နေသေးမယ်နေသေးလားအိုးဟာလေလုယာဟာလေလုယာတစ်ဖက်ကဆူတောင်းလိုက်တစ်ဖက်ကဆဲလိုက်တစ်ဖက်ကဆူတောင်းလိုက်တစ်ဖက်ကဆဲလိုက်အန်တီအဲ့လိုလုံနေမှာတော့အန်တီသားဘယ်တော့ပြောင်းလဲမှာလဲလို့ဟဲဆရာဘလို့တီးတာလဲအမေလို့လိုက်တယ်ဆရာဘလို့တီးတာလဲတဲ့ဖျားခင်ကျွန်တော်ပေါ်ပြတယ်လို့ဟုတ်လားဆရာအဲ့ဆိုရင်ကျမဘာလုပ်ရမှာလဲတဲ့အန်တီရိုးလေးပဲမှတ်ထားကိုမြင်တဲ့အရာကိုပြောနေတယ်အဲ့ဒီမြင်တဲ့အရာဘယ်တော့မှမပြောင်းလဲသွားဘူး Don't say what you see တင်မြင်တဲ့အရာကိုတင်မပြောနဲ့အကောင်းဆုံးအရာကိုတင်ဝန်ခံတတ်ဖို့အင်မတန်အရေးကြီးတယ်။ဟာကြော်ပြောတယ်အန်တီဒီနေ့ကစပြီးတော့အန်တီတားကိုဘာမှမပြောတော့လေယေရှုပြေဘာလဲဆရာကျမရှိမှ तू ကပေါက်ရလုံလေကျမဘာမှမပြောတော့ဘူးလားမပြောပါနဲ့ဆူတောင်းပေးပါမေတ္တာပြပါဆူတောင်းပေးဟုတ်ကဲ့ပါဆရာဆူတောင်းပေးစကပ်ပေးတယ်နလာကြတော့ဖုန်းဆက်လာတယ်ဆရာရှစ်တီဗီလာလားဟုတ်ကဲ့ကျွန်တော်ပါဟာလေလုယာ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 ဘာလဲပြောပါခင်ဗျကျမသားရဲ့ပြတ်သွားပြီတဲ့ကျမသားရဲ့ပြတ်သွားပြီဟာဟာလေလုယာလို့ကျွန်တော်အရင်ပြောတယ်နော်သူဘာပြောသလားဆရာရဲ့ဆရာပြောလို့ဒါကျမလေးနှစ်လလုံးလေးဆွဲချင်လိုက်တာအယုံမရှိမစောပါဇက်ပိတ်ထားတယ်ဆဲချင်လိုက်တာတဲ့ဒါမဲ့ဆရာမပြောနဲ့ဆိုလို့ကျမလည်းအောင့်အီးဘလောက်ကြအောင့်ရမလဲဒါမဲ့အခုတော့ဆရာပြောတဲ့အတိုင်းပဲတနေ့ပြန်ရောက်လာတယ်မျက်ရည်နဲ့အမေကျွန်တော်တောက်လို့မရတော့ဖြစ်နေတယ်တောက်လိုက်ပြန်အထွက်တောက်လိုက်ပြန်အထွက်အယက်နောင်ခံလို့မရဘူးဖြစ်နေတယ် That's the power of God Hallelujah အရေးကြီးတာသင်ရဲ့အသက်တာဖခင်မိခင်နေကိုသားသမီးကိုဆဲနေလားကောင်းချီးပေးနေလားကိုသားသမီးကိုနှုတ်ကပတ်တော်နဲ့တွင်တင်လားစူနေလားစူတာနဲ့ဆုံးမတာမတူဘူးပြန်ပြောမယ်စူတာနဲ့ဆုံးမတာမတူဘူးပြောတော့ဘုရားကြောင့်ပုံမှန်တတ်တဲ့ဘုရားသားသမီးတွေဆိုဘုရားကိုချစ်တယ်ဆိုပြီးလဲပြီးတော့ကိုသားသမီးကိုစူပဲစူနေတယ်မဆုံးမပဲနဲ့စူရင်တော့ခမည်းတော်ရလာမယ်ရလက်ကဝမ်းနေခြင်းပဲကိုသားသမီးကိုတမန်တရားနဲ့အညီတွင်တင်တတ်တော်ဖခင်မိခင်ဖြစ်ရင်ဒီနေ့မှာသင်ဝမ်းမြောက်ခြင်းအကြောင်းဆုံးနေလိမ့်မယ်ဒါပေမဲ့ခမည်းတော်ဘာသာထဲမှာရှိနေရင်တော့တမန်တရားကိုမသိရင်တော့ကိုသားသမီးကိုတမန်တရားနဲ့ဘယ်လိုဆုံးမနိုင်မှာလဲသူငယ်သွားရလမ်းကိုတမန်တရားနဲ့အညီတွင်တင်ပါလို့ပြောထားပြီးသားခမည်းတော်မတွင်တင်ရင်ဒီနိုင်ငံမှာဒီနေ့ဒီလူငယ်တွေရှိနေသေးတာဖခင်ကျေးဇူးတော်ဒီလိုအရွယ်တွေဖခင်เจ้าမှာမရှိတော့တခြားနိုင်ငံသားတွေသွားကြည့်ကြည့်ဒီလူငယ်တွေရှိနေသေးတာကျေးဇူးတော်ဒါကြောင့်ခမည်းတော်ပြောင်းဖို့ချိန်တန်ပြီကြိုက်မကြိုက်ကျွန်တော်တော့ပြောမှာပဲလူကြီးတွေခမည်းတော်ပြောင်းတော့လူမျိုးရေးတွေဘာရေးတွေညာရေးတွေကိုလူမျိုးချစ်တာမမာဘူးကိုလူမျိုးချစ်တာမမာဘူးဒါမဲ့ဖခင်ထက်နှုတ်ကပတ်တော်ထက်ဦးစားပေးရဖခင်ကိုဦးစားပေးတာတခြားဟာတွေဦးစားပေးနေခင်ဗျားတို့သားသမီးတွေရဲ့ဘဝခင်ဗျားတို့မိသားစုရဲ့ဘဝကဝမ်းနည်းစရာရှုံရလိမ့်မယ်ဒီလိုမကြိုက်ဘူးဆိုရင်လည်းကျွန်တော်တို့ဖခင်လူအလူငွေလာကောက်ဖို့ဩစတြေးလျရောက်လာတာမဟုတ်ဘူးကျွန်တော်ဘာသာကျွန်တော်ကောင်းကြီးနဲ့ကျွန်တော်ပြေးပြီးသားဖခင်ပြောခိုင်းတဲ့စကားကိုကျွန်တော်ပြောပြီးကျွန်တော်ပြန်မယ်မကြိုက်လဲပဲပြောမယ်ကြိုက်လဲပြောမယ်မောင်းထုတ်ရင်ပြန်မယ်ဒါပေမဲ့ဖခင်ပြောခိုင်းတဲ့စကားတော့ပြောရမယ်ကျွန်တော်ပြောတဲ့စကားကိုခင်ဗျားတို့အခုစိတ်ဆိုးလို့လက်မခံရင်ရတယ်ဒါပေမဲ့တနေ့မှာအနာကို
spring နဲ့ဒီလိုတိုးလိုက်ပြီးတော့ဆေးထဲဖို့ဒီလိုလှုပ်ရင်တော့နားတယ်ဗျဒါမဲ့အနာပြောက်ရင်ခင်ဗျားတို့ဒီဘက်လောက်ကျေးဇူးမတင်ပါနဲ့ဖယားကိုကျေးဇူးတင်လိုက်ဖယားပို့လို့ကျွန်တော်ရောက်လာတာမာနမကြီးကြနဲ့ငါစားနိုင်တယ်ငါလုံနိုင်တယ်ဖယားအခွင့်မပေးခြေတလှမ်းအောင်လှမ်းလို့မရဘူးတန်းဆိုတဲ့ကျွန်တော်တကယ်ချင်းသူ့ဖယားဝင်ကြီးဟိုခေတ်တော့ဝင်ကြီးဒီခေတ်ဝင်ကြီးမို့ဒီခေတ်ဝင်ကြီးကဘာမှပတ်စံမရဘူးဟိုခေတ်ကဝင်ကြီးကပတ်ဆောင်ဒီလိုရတယ်အထုတ်လိုက်ရအမကျွန်တော်တကယ်ချင်းတိတ်ပတ်စံရှိတယ်ကိုသူတို့ကျွေးတာကျွန်တော်စားရတာသူတို့ကားနဲ့ကျွန်တော်တို့လိုက်ရတာဒါပေမဲ့ကျွန်တော်ဖယားကောင်းမြတ်ခြင်းကြောင့်ပြောလိုက်ကျွန်တော်အစာစားကန်နေဆိုအမြဲတမ်းဆုတောင်းတယ်လေဒါကျွန်တော်ခရစ်ယာန်ဟုတ်ဖယားကိုကျေးဇူးတင်တဲ့စိတ်နဲ့ဟုတ်ကျွန်တော်ကျေးဇူးချီးမွမ်းတယ်ဖယားခင်ပေးတော့အစာတောက်တဲ့ကျေးဇူးချီးမွမ်းသူဘာပြောလဲဟဲ့ငါကျွေးတာဟဲ့မင်းဖယားကျွေးတာမဟုတ်ဆုတောင်းစရာမလိုဘူးဟာမဟုတ်ဘူးတကယ်ချင်းငါဖယားကိုကျေးဇူးတင်ရမယ်ငါကျွေးတာလေးရောမင်းဖယားကျွေးရင်တော့မင်းကျေးဇူးတင်လေငါကျွေးတာမင်းငါ့ကိုကျေးဇူးတင်လေဘာမင်းဖယားကိုသွားကျေးဇူးတင်တာဒါနဲ့ကျွန်တော်အဲ့နေ့မှာစကားများတော့ကျွန်တော်မင်းအဆောင်ငါမစားဘူးကွာလို့ဒါပေမဲ့ငါတခုပြောမဟဲ့အောင်လို့မင်းဖယားအခွင့်မပေးခြေတလှမ်းတော့လှမ်းလို့မရဘူးဟဲ့အောင်လို့မင်းယုံထားလို့ငါမင်းကျွေးတာမစားဘူးဟဲ့အောင်လို့ငါ့ကိုဒီနေ့ထိကျွေးလာတာဖယားလို့ဘယ်အောင်ငါမစားဘူးဟဲ့အောင်ပြောပြီးကျွန်တော်ထွက်သွားစကားများတယ်ကျွန်တော်တို့ကျွန်တော်အိမ်ပြန်သွားတယ်ကျွန်တော်လည်းအဲ့တော့မပြောင်းလဲသေးဘူးလေဆိုတော့နည်းနည်းစိတ်တို့တက်တာပေါ့တော့မစားဘူးကွာလို့ရလက်ဖိတ်ဆိုင်မှာမစားဘူးကွာလို့မင်းကျွေးမှငါစားမှာထင်လားတကယ်တော့လည်းသူကျွေးမှစားတာအဲ့ဒါမာနတော့မရဘူးရှော့ဒါပဲလို့တော့ပြောကြီးချတပတ်ကြာတော့သူဖုန်းဆက်လာတယ်သူ့အမေဖုန်းဆက်လာတယ်မင်းတကယ်ချင်းကိုလာကြည့်ပါဦးသားရဲ့တဲ့ကျွန်တော်သွားကြည့်တာလေကတင်ဘော်ကနေလိမ့်ကြတာဒါကျိုးသွားတာထပ်ပိုင်းကျိုးတာကတင်ဘော်ပဲပြုတ်ကြတာအောက်ပိုင်းသိသွားတာအဲ့ရဘော်ကနေသူချစ်တလန်းအောင်လှမ်းခွင့်မရလိုက်ဘူးကတင်ဘော်ပြုတ်ကြတာကျွန်တော်ဗာပြောမိတယ်မင်းဖယားခွင့်မပေးချစ်တလန်းအောင်ဒီကိုလစ်သွားတယ်ကျွန်တော်သူ့အိမ်ရောက်တော့ကျွန်တော်စိတ်မကောင်းငယ်ချင်းလို့ငါမင်းပေါ်မှာပြောမှဆုံးမှရှင်ခွင့်လို့ပါကွာလို့သူဘာမှပြောသူမျက်ရည်ကျသူငိုတယ်အပိုင်းသိပါကျွန်တော်ဘာပြောလဲဖယားခွင့်မပေးချစ်တယ်လှမ်းတော့လှမ်းလို့မရဘူးဒီနေ့တင်တို့တနေ့ကားနဲ့အလုတ်တွေသွားနေကြတယ်ဖယားသခင်ကွဲကာထားလို့ there's so many accident ဖယားကွဲကာထားတယ်ဒီနေ့ကျွန်တော်စားနေတဲ့အစားအသောက်တွေက healthy food လို့ထင်လာညီကောင်မောင်မတို့အသားထဲမှာယောဂရှိတယ်ဘလောက်ပဲ protect ဘလောက်လုပ်ကျွန်တော်တို့လက်ဆက်အသားတစ်ခုမှမဟုတ်ဘူးကျွန်တော်တို့အကုန်လုံးက frozen food တွေဖယားခင်ကွဲကာခြင်းနဲ့ကျွန်တော်တို့ကျမ်းမာနာဒီနေ့ဒီအသီးနှံနေ organic တခုမှမဟုတ်တော့ကျွန်တော်စားနေတယ်ဖယားကွဲကာထားလို့ညီကောင်မောင်မတို့ဒီနေ့အဲ့ဒီအသီးနှံနေအသားတွေထဲမှာများစွာသောလူတွေအခုယောဂဖြစ်နေတယ် frozen food တွေကြောင့် cancer ယောဂအကြီးကျယ်ဖြစ်နေတယ်ဖယားကွဲကာထားလို့ဒီမှာတင်တို့ဒီနေ့ထိဒီမှာရှိနေတာဘာကြောင့်ဖယားကွယ်ကာထားလဲဘာကြောင့်ခြံစည်းရိုးခတ်ထားတာလဲစပြည့်ဥယျင်ကိုဘာကြောင့်ကွယ်ကာထားဘာကြောင့်လင့်စင်နဲ့စောင့်ကြည့်နေတာလဲ why ဒီနေ့ထိဖယားကွယ်ကာထားတာအကြောင်းရှိတယ်သင်စီကနေစပြည့်သီးအကောင်းဆုံးသင်အထဲမှာဖယားထည့်ထားပေးတာသင်မမွေးလာခင်တည်းကသင်အထဲမှာဖယားမျိုးစေ့ထည့်ထားပေးတာမြောက်များစွာသောသူတွေကအဲ့ဒီမျိုးစေ့ကိုမစိုက်ဘဲနဲ့မွေးလာကြတဲ့ကတေသွားတဲ့အထိအဲ့ဒီမျိုးစေ့ကိုပဲပြန်မွေးလာတုန်းကပါလာတယ်မစိုက်ပဲနဲ့တေတဲ့အထိပါသွားတဲ့သူတွေမြောက်များစွာရှိတယ်ဒီမှာကျွန်တော်ပြောမယ်ညီကောင်မောင်မတို့စပြည့်ဥယျာဉ်မျောလင့်နေတဲ့အကောင်းဆုံးတီးမီကိုမျောလင့်တည်ရှိတော့စပြည့်တီးမတီးပဲနဲ့ပါတီးလဲ
ဘောရှာတီးတီးတယ်တဲ့ဘောရှာတီးအင်္ဂလိပ်လို့ဆိုရင် wild grapes စားလို့လည်းမရစပြည့်လည်းလှုပ်လို့မရစပြည့်ချောက်လည်းလှုပ်လို့မရတင်းကိုအကောင်းဆုံးဖျားမျောလင့်တော်ညာလည်းပဲအကောင်းဆုံးတင်းဖျားမျောလင့်တယ်လို့တင်းမဖြစ်လာဘူးဆိုရင်ဘာလုပ်လဲသိလားခြံစည်းရိုးဖြတ်ပလိုက်တယ်တဲ့ wild grapes ဆိုမြင်လဲမြင်ဘာလုပ်လဲငါတလောက်ကွယ်ကာခဲ့တာငါတလောက်စောင့်ရှောက်ခဲ့တာငါတလောက်မျောလင့်ခဲ့တာမဖြစ်လာတဲ့အတွက်ခြံစည်းရိုးဖြုတ်ချပလိုက်တယ်လင့်စင်ကိုဖြုတ်ပလိုက်တယ်ကြိုက်တဲ့တိရစ္ဆာန်ဝင်စားပါစေတော့ဘာဖြစ်သွားလဲဆုံးရှုံးခြင်းတို့ရောက်သွားတယ်ဒါညီကိုမောင်မတို့နောက်ကျမ်းစာလေးတစ်ပိုင်းနဲ့ဒီနေ့ကျွန်တော်ခွန်အားပေးသွားမယ် Luke chapter 17 Sorry, Luke chapter 13. Luke chapter 13, verse 6 to 9. Verse 6 to 9. Luke chapter 13, verse 6 to 9. Hallelujah, Jesus. You are forever in my life. You see me through the season. Cover me with your hand and lead me in your righteousness. And I look to you, and I wait on you. I sing to you, Lord, hymn of love for your faithfulness to me. I carry everlasting love. You never let me go through it all. ဒီနေ့ဒီချိန်ဒီပို့ဆောင်ခဲ့တဲ့ဘုရားယေရှုတော်ကျွန်တော်ချီးမွမ်းရအောင်ဒီနေ့မဆာခဲ့တဲ့ဘုရားယေရှုတင်အောင်ရှင်လူကခရစ်အခန်းကြီး73ငယ်6ကနေ9ခဏလေးကျွန်တော်ဖတ်ပါမယ်တဖန်ဥပမာကိုမိန်တော်မူသည်ကလူတစ်ယောက်သည်ဥယျာဉ်၌စိုက်တော်တင်မောတဖန်ပေတပင်ရှိတင်မောတဖန်ပေတပင်ရှိပါတယ်တဲ့ထိုပင်တို့လာ၍အတီးကိုရှာတော်လဲမတွေ့အပင်တော့ဖြစ်တယ်သင်္ဘောတဖန်းပင်တော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအပင်မှာအသီးမရှိဘူးဘာမရှိဘူးလဲညီကိုမောင်နှမတို့လူဖြစ်လာရင်လူမွေးလာကြတဲ့ကအသီးဆိုတဲ့ဖျားဘုံကိုထင်ရှားစေဖို့ဖျားတင်တရားဟောမှာဖျားဘုံထင်ရှားတာမဟုတ်ဘူးတင်ရှိတဲ့နေရာမှာဖျားအလင်းလေးမို့ဖျားလို့တော့ရှိတယ်အဲ့ဒါတင်ရဲ့အသီးပဲညီကိုမောင်နှမတို့တိမောသဖမ်းမေတပင်ရှိထိုပင်တို့လာ၍အတီးကိုရှာတော်လဲမတွေ့ထိုအခါဥယျင်ဆောင်အားလဲ3 နှစ်ပတ်လုံး3 years တိမောသဖမ်းပင်ကိုငါလာ၍အတီးကိုရှာတော်လဲမတွေ့ရခုတ်ပစ်လိုက်တဲ့တနေ့လာကြည့်တယ်အပင်ကအတီးမရှိဘူးနောက်တစ်နေ့လာကြည့်တယ်အပင်မှာအတီးမရှိဘူးနောက်တစ်နေ့လာကြည့်တယ်အပင်မှာအတီးမရှိဘူးဒါနဲ့ဘာပြောလဲခုတ်လိုက်တော့တဲ့ဒီအပင်ဘာမှအထိပ္ပယ်မရှိခုတ်လိုက်တော့လူဖြစ်ရင်ဒီမှာနားလဲအောင်ကျွန်တော်ပြောမယ်စားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့လောက်ပဲတင်စဉ်းစားနေဆိုရင် strong တင်မှားသွားပြီတင်မွေးလာတာအလုတ်ချမ်းလုံလာကလေးရအလုတ်သွားလုံလိုက်မနတ်ထပြန်လာရတဲ့ပတ်စံလေးနဲ့ဟိုဝဲဒီဝဲအဲ့ဒါတင်ဘဝလား what is the meaning of life what is the objective of life ဘဝရဲ့အတိတ်ပဲဆိုတာဘာလဲအလုတ်သွားလုံမယ်ပြန်လာမယ်ပတ်စံရမယ်ဟိုဝဲဒီဝဲမယ်ပြန်ကုန်သွားမယ်ပြန်ဝဲမယ်ပြန်ကုန်သွားမယ်အကျွေးတွေနဲ့ပြည့်နေမယ်အဲ့ဒါ life လား no လောကသားတွေအတွက်ဟုတ်မယ်ဖခင်သားသမီးတွေလုံးဝမဟုတ်ဘူးလုံးဝမဟုတ်ဘူးဖခင်ကြီးမားသောအချမ်းစီရှိတယ်ငွေအတွက်အသက်ရှင်တာမဖြစ်စင်နဲ့ငွေရကိုယ့်ရဲ့သခင်မဟုတ်ဘူးဒီနေ့ကျွန်တော်အလုတ်လုံတာငွေအတွက်ပဲဆိုခင်ဗျာမှားသွားပြီဒီမှာကျွန်တော်ပြောပြမယ်ကျွန်တော်
ငွေနောက်လိုက်ခဲ့ဘူးတယ်ငွေနောက်ကျွန်တော်လိုက်ခဲ့ဘူးတယ်အလုပ်ကျွန်တော်လုပ်ခဲ့ဘူးတယ်ကနေဒါမှာနွားလို့အလုပ်လုပ်ခဲ့ဘူးတယ်မနက်နေ့ညအလုပ်ကိုအကြီးကျယ်ကျွန်တော်လုပ်ခဲ့တယ်ဒါပေမဲ့ဘာအတိတ်ပဲမှမရှိခဲ့ဘူးဒီနေ့ကျွန်တော်ကိုဖခင်ကင်ဖမ်းတယ်ကျွန်တော်ဘွားတက်တာကိုမင်းတို့ငါဒီအလုပ်ယုံမှာပဲတစ်သက်လုံးသေသွားဖို့ငါအလုံးမရှိဘူးငါမင်းကိုကြီးမားသောအကြံစီရှိတယ်ငါမင်းကိုနိုင်ငံတကာပို့ဆောင်ပဲငါဘုံကိုတင်းအပြင်ထင်ရှားစေမယ်အဲ့ဒီနေ့ကျွန်တော်မျက်ရည်နဲ့မိမိတက်တာကိုကျွန်တော်ဆက်ကပ်ခဲ့တယ်ဘုရားခင်တင့်အတွက်ကြီးမားသောအကြံစီရှိတယ်ဟာလေလုယာဒီအဲ့ဒီအလုပ်ယုံမှာပဲတင်သွားလိုက်ပြန်လာလိုက်အဲ့ဒါနဲ့ဘဝကုန်သွားဖို့ဘုရားလိုတော့လုံးဝမရှိဘူးတင်းတကယ်ပြောရတာအဲ့စက်ယုံမှာတင်းဘဝလမ်းဆုံးမယ်ဆိုတင်းတကယ်ပြောရတာ no တင်းဘုရားအတွက်ဘာလုပ်ပြီးပြီလဲတင်းလောကမှာဘုရားထားတဲ့ရည်ရွယ်ချက်တင်းကိုဘုရားအသက်ရှူခွင့်ပေးထားတယ်ကျမ်းမာခြင်းပေးထားတယ်ကျွေးမွေးနေတယ်တင်းဘလောက်အလုပ်လုပ်နိုင်ပါစေအလုပ်လုပ်နိုင်ဖို့ကျမ်းမာခြင်းဘုရားမပေးထားရင်တင်းမနှက်တော့မထနိုင်ဘူးဘယ်လိုစမ်းကြည့်လေကျွန်တော်မင်းမြောင်းမြမှာကျွန်တော်သွားတရားဟောတယ်ကျွန်တော်ပြောတယ်ဘုရားအခွင့်မပေးမင်းနောက်တနေ့ဆိုတာမင်းတို့ chance မရှိဘူးလို့အဲ့ဒီလူငယ်လေးဘာပြောလဲဒီသင်တန်းကိုမနှက်ပြန်လာနိုင်မယ်လို့ဘယ်သူအာမခံနိုင်မှာလဲလို့ဘုရားအခွင့်မပေးမနှက်ပြန်ဆိုတာမင်းတို့မရှိဘူးနော်သူဘာပြောတယ်လဲကျွန်တော်နှက်ဖက်ပြန်လာမယ်ဆရာတဲ့နှက်ဖက်ပြန်လာမယ်ဆရာတဲ့ဒီနေ့ထိကျွန်တော်မမေ့ဘူးသူပြောတဲ့စကားနှက်ဖက်ကျွန်တော်ပြန်လာမယ်ဆရာကြီးတယ်အဲ့ဒါတကြံရင်ဧပြီလတကြံရင်တကြံရဲ့ဒုတိယနေ့ကျွန်တော်နှစ်ဖက်ပြန်လာမယ်ဆရာညီလေးလို့ပြောင်းတယ်လို့နောက်တယ်လို့မပြောပါနဲ့လို့ဘုရားအသက်ရှင်တယ်နော် be serious ပြန်လာမယ်ဆရာတဲ့အဲ့ဒီညမှာအဲ့ဒီညနေမှာတင်နာပြပြချင်းသူပြေးတယ်တကြံသူ့တငယ်ချင်းကားနဲ့သွားလဲတယ်တနေ့ရမှာသူ့တငယ်ချင်းကားအထွက်သူကကားပေါ်သူ့လိုပြေးတက်တာခြေထောက်ကပါသွားပြီးတော့လက်က grab မလုံးမိလိုက်ဘူး။ကန်ရိုက်တယ်လို့ဖြစ်တော့အုတ်ဒီကောင်အဲ့လိုပွင့်ထွက်သွား on the spot သေးတယ်။မနှက်ဖြန်ကိုအာမခံချက်ပေးထား။တင်းတို့ထင်တာဒီနေ့ရက်စင်တိုင်းကတင်းတို့ထင်တာအလကားဖြစ်လာလို့ထင်လား။အလကားရနေတဲ့အခါမှာကျွန်တော်တန်ဖိုးမထားတဲ့ဥမာကျွန်တော်ပြောပြမယ်။အခုခင်ဗျားတို့မျက်စိကောင်းတဲ့အခါမှာမျက်စိကိုခင်ဗျားတို့ဘယ်မှာအသုံးချလဲ။ဟမ်မျက်စိကောင်းတယ်ဆိုရင်မျက်စိကိုတန်ဖိုးမထားတတ်ဘူးကြည့်ချင်တာကြည့်တယ်အိတ်ချင်တဲ့အချိန်မှာအိတ်တယ်တန်ဖိုးမထားတတ်ဘူးဒီမျက်စိကိုငါမျက်စိပဲငါကြည့်ချင်တာကြည့်မှာမကြည့်ရင်မကြည့်ဘူးပေါ့ဒါမဲ့ဒီနေ့မျက်စိတိမ်ကွယ်သွားတဲ့အချိန်မှာမျက်စိမကောင်းတော့တဲ့အချိန်မှာအဲ့ဒီမျက်စိမြင်ခဲ့ရတဲ့တန်ဖိုးအဲ့အချိန်မှာနားလဲတယ်ကျွန်တော်စီးကောင်းမှုဆိုတာသွားနိုင်တယ်ကျွန်တော်နားမလဲဘူးဒါမဲ့ဒီနေ့ကျွန်တော်ငိုပြီးတော့ခေါ်လို့ကျွန်တော်ဆေးရုံရောက်သွားတဲ့အခါမှာကျွန်တော်ရဲ့တပည့်လေးတယောက်စီးသွားမဲ့လမ်းကြောင်းမှာကြောက်တဲတာကြောက်ကလေးနည်းနည်းလေးတဲတာစီးတစ်စက်ကြဖို့သူတကိုယ်လုံးတုံမအော်တာဆရာကျွန်တော်ဆူတောင်းပြဆောက်သူငိုတာကျွန်တော်ဘာမခံကျွန်တော်လက်ကိုအဲ့လိုကင်ထားတာကျွန်တော်ဒီလက်ကသွေးမသွားတော့ဘူးလို့စုပ်တော့နာလုံးလို့စီးတစ်စက်ကြဖို့ကျွန်တော်ကောင်းမှုဆိုတာစီးသွားတာဘယ်နှခါကျေးဇူးတော်ချီးမွမ်းမိလဲအဲ့ဒါတော့ no လုံးဝမထင်လိုက်နဲ့လုံးဝမထင်လိုက်နဲ့အလကားရတဲ့အချိန်မှာဂျေဇုမတင်တတ်ဘူးကျမ်းမာတဲ့အချိန်မှာဂျေဇုမတင်တတ်ဘူးကောင်းမွန်စွာဟလာအပေါ်အလေးသွားနိုင်တယ်ဂျေဇုမတင်တတ်ဘူးဘသူပေးနေတာလဲဒါတွေဘသူကြောင့်ဖြစ်နေတာလဲဟမ်ဒါပေမဲ့ကျွန်တော်နားမလဲဘူးငါပင်မဲ့ဒါမဲ့3နှစ်လုံးလာကြည့်တယ်ခုတ်ပြစ်လောတဲ့အသီးကိုရှာတော့လဲမတွေ့ရခုတ်ပြစ်လောအဘဲကြောင့်မြေကိုနှောက်ယှက်တယ်စံကုန်မြေလေးဘဝလောကမှာအသက်ရှင်တာကို့အတွက် no မထားငွေနောက်လိုက်နေသေးအဲ့ဒီငွေရပြေးတယ်ဒါပေမဲ့ဖယားအကြံစီနောက်လိုက်လာရင်ငွေရကို့အနောက်ကိုအလိုလိုလိုက်လာတယ်ဟာလေလုယာဒါကျွန်တော်ဘွားပါညီကောင်မောင်နှမတို့ဒီမှာကျွန်တော်ပြောပြဖယားကျေးဇူးတော်ကြောင့်ဒီနေ့မြန်မာပြည်မှာနိုင်ငံတကာမှာကျွန်တော်တို့မကြခင်မှာဩစတြေးလျမှာအခုဒီနေ့ပဲကျွန်တော်ဒီကိုမလာခင်မှာလမ်းပေါ်မှာကဘာကျော်ဆရာကြီးတယောက်နဲ့ကဘာမှာဖယားတကယ်အသုံးပြုတဲ့ဆရာကြီး
အဲ့ဒီဆရာကြီးနဲ့ကျွန်တော် text ပို့တယ်ဒီမှာလို့နိုင်ငံခြားသားတွေရောအာရှသားတွေရောမြန်မာပြည်လာတဲ့သူတွေရောလူငယ်တွေများစွာနှုတ်ကပတ်တော်စာငတ်နေပြီလို့မဘူးတဲ့ငါ fully booked up ဖြစ်တယ်လို့ဒါပေမဲ့ Australia အတွက်တစ်ခါတော့ငါ့ကိုလုပ်ပေးပါကွာလို့သူတို့တွေကတကယ်ဖယားကြီးမားစွာအသုံးပြုတဲ့ဆရာကြီးတွေတရားဟောပွဲအနည်းဆုံးလူ2000 3000အနည်းဆုံးသူ့ရဲ့ဆရာကြီးဆို Raiha Bonki လို့ခေါ်တယ်အဲ Raiha Bonki ဆိုအနည်းဆုံး 1.3 million လူလာတာသူ့ရဲ့တရားဟောပွဲကြီးတွေအခုကျွန်တော်ဒါနဲ့ကျွန်တော်ပြောတယ်မိဘမှာလုံးပါလဲအနည်းဆုံးတော့ငါ Hillsong ရဲ့ conference hall ငါငှားမယ်လို့တပြည်နယ်လုံးက Australia white တစ်ခုလုံးကလာပါစေလို့မိမ music team ရှိလာတယ်ကျွန်တော်ယုံကြည်ခြင်းနဲ့ပြောလိုက်ဒီ team ကကောင်းကောင်း worldwide ကျွန်တော်ဆွဲလို့ရနေပြီဒီကငါမှရှိတယ်လို့ဒီမှာရှိတယ်လို့အေးဆူတောင်းကြရအောင်လေကျွန်တော်ပြောမယ်ကျွန်တော်တရားဟောပွဲတပွဲလုံးရင်မြန်မာပြည်မှာပဲဘယ်လောက်ကြတယ်ထင်လဲအနည်းဆုံးပွဲအနည်းဆုံး4000နဲ့5000ကြတယ်အဲ့ဒါဒီ Australia dollar မဟုတ် American dollar 4000 5000ဒီမှာအနည်းဆုံး9000 8000ကြမှာကတော့မကောက်ကျွန်တော်တရားဟောပွဲပေါင်းတစ်နှစ်ကိုအနည်းဆုံးပွဲ50နဲ့60ကျွန်တော်လုပ်နေတယ်မြတ်စဉ်းစားကြည့်ကျွန်တော်ရဲ့ expand ကတစ်နှစ်ကိုအနည်းဆုံး$500,000ရှိတယ်ကျွန်တော် expand ကျွန်တော်ပတ်စံနောက်လိုက်တာမဟုတ်ကျွန်တော်ဖျားနောက်ပဲလိုက်တယ်ဖျားเจ้าနေသွားလို့ကျွန်တော်အဲ့လောက်အလူငွေရမယ်ထင်လို့လားကျွန်တော်အလူငွေလာပြောတာမဟုတ်တော့သဘောပေါက်လားမသိဘူးဒီကနေလဲကျွန်တော်အလူငွေဘာမှမယူဘူးစိတ်ချရတာရလဲကျွန်တော်ဟိုပြန်ပေးမယ်ဒါပေမဲ့ကျွန်တော်ပြောတယ်သူများမသိမှဆိုလို့ကျွန်တော်မှလာတယ်ကျွန်တော်လင်းလည်းမဖို့မယူဘူးကျွန်တော်ဟိုတယ်ဖို့မယူဘူးဘာလို့လဲကျွန်တော်ဒီမှာကောင်းကြီးပေးရှင်လို့လာတာကောင်းကြီးယူရှင်လို့လာတော့မဘာမှမပေးနဲ့မလိုဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကကျွန်တော်ဖျားနောက်လိုက်နေတဲ့၍ကျွန်တော်ဖျားလိုအပ်တဲ့ຢာအကုန်ပြင်ဆင်ပေးတယ်ဟုတ်ကျွန်တော်ဘာဖြစ်လို့တင်လို့ဖြစ်စေချင်လဲသလားဟိုးတော့ကအမှုတော်ဆောင်နေအားလုံးသူများရဲ့စာအိတ်ကိုမျှော်ပြီးတော့မှအမှုတော်ဆောင်ရတာကျွန်တော်ခစ်ကပြောင်းသွားပြီကျွန်တော်ရောက်တဲ့နေရာမှာကျွန်တော်တို့ပြန်ပေးခဲ့တယ်ရောက်တဲ့နေရာမှာကျွန်တော်မကြခင်မှာကျွန်တော် Australia မှာလုံမဲ့ပွဲရအနည်းဆုံးကျွန်တော်ပြောရတယ်200,000 အနည်းဆုံးဒေါ်လာမကြိုက်တော့အနည်းဆုံးရတာAmen. My God shall supply all my need according to his riches and glory by Jesus Christ. တို့ဖျားကျွယ်ဝတဲ့ဖျားဒီလောက်ကျွယ်ဝတဲ့ဖျားတားသမီးလို့ပြောပြီးတော့မှတင်ငွေနောက်ပဲလိုက်နေသိအမြမဟုတ်ဘူးဖျားနောက်ပြန်လှည့်ကြရအောင်ဒီမှာဒီနေ့ထိတင်းကိုထားတာကသူ့ဘက်ပြန်လှည့်ဖို့တင်းကိုထားတာမကြည့်တရားကြည့်3နှစ်လုံးအဲ့ဒီတစ်ပင်ကိုလာကြည့်တော့အသီးမတွေ့တော့ခုတ်လိုက်တော့တဲ့တင်းရအတက်တောင်ခုတ်ဖို့ကြံစီနေကြပြီလောကမှာထားတာဖျားဘုံမထင်ရှားမဲ့တူတော့ခုတ်လိုက်တာကောင်းတယ်ကွာလို့ပြောနေတော့ညာလေအဲ့ဒီဘာပြောလဲသလားဥယျာဉ်ဆောင်ကားတယ်ပြောရအောင်ဥယျာဉ်ဆောင်ဆိုတာဘာလို့လဲဆိုဥယျာဉ်ဆောင်ကဘယ်သူပြောတာယေရှုဥယျာဉ်ဆောင်ကဘာပြောလဲဆိုလာပေါင်းဗန်တနှစ်လာကြည့်တယ်အလုတ်ပဲရှုပ်နေစားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့ကားဖို့အိမ်ဖို့ဘာဖို့ညဖို့တနှစ်လာကြည့်တယ်ဒီကောင်ဒါနဲ့ပဲဖျားဘုံမထင်ရှားဘူးနောက်တနေ့လာကြည့်တယ်ခဏစောင့်မယ်လေအတီးတီးမလားလာကြည့်တယ်ဘာမှမထူး3နှစ်လာကြည့်တယ်ဘာမှမထူးခုတ်လိုက်တော့ဆိုအတိတ်ပဲသိလားခေါ်လိုက်တော့အဲ့ဒီချိန်ခေါ်လိုက်တယ်လို့ပြောတဲ့ချိန်မှာယေရှုဟာမခေါ်သေးပါနဲ့ဒီနှစ်တော့ခဏရှိပါစေ2017တော့ခဏထားပါဦးမြေကြီးကိုဒုဆွာပါမယ်ညီဩဇာထဲပါမယ်
နောက်ချေးဖို့ပါမယ်တဲ့အတီးတီးကောင်းပြီးပါလိမ့်မယ်နောက်တယောက်ပန်တစ်နှစ်လာကြည့်တယ်အတီးမရှိဘူးနှစ်နှစ်လာကြည့်အတီးမရှိသုံးနှစ်လာကြည့်အတီးမရှိဘူးခုတ်လိုက်တော့ပြောတဲ့ချိန်မှာဘာပြောလဲဖေပန်ကိုခဏထားပါဦးအတီးတီးကောင်းဘာလုံးနေလဲသင်အတွက်ဂျာကန်ဆူတောင်းပေးတာဘာလို့လဲယေရှုဟာလေလုယာတစ်နှစ်လာကြည့်တယ်အတိမတိဘူးနောက်တစ်နှစ်လာကြည့်တယ်အတိမတိဘူးနောက်တစ်နှစ်လာကြည့်တယ်အတိမတိဘူးပြောချင်တာပါလေအတိတီးရှင်းဆိုတာပါလေဘုံထင်ရှားခြင်းပြောရအောင်ပါလေအေးမှတ်ထားဆရာစံတိုးအမြဲတမ်းပြောကြစကားရှိတယ်ဘုံမထင်ရှားရင်ဘုံဝင်စားမယ်တဲ့ဘုံမထင်ရှားရင်ဘုံဝင်စားမယ်တစ်နှစ်လာကြည့်တယ်ဘုံမထင်ရှားဘူးနောက်တစ်နှစ်လာကြည့်တယ်ဘုံမထင်ရှားဘူးနောက်တစ်နှစ်လာကြည့်တယ်ဘုံမထင်ရှားတော့ဘုံဝင်စားသွားဒါပေမဲ့ဘုံဝင်စားမယ်အဖွဲလေးတွေဖခင်ဘာလုပ်ထားလဲခဏထားပါဦးနဲ့တန်နေလောက်ပြီးဟုတ်ဘူးတဲ့ဒီကောင်းနေတဲ့ဩစတြေးလျမှာ busy တစ်ချိန်လုံး busy ဖြစ်နေဖခင်ဘုံတော်တယ်မို့သူတို့ပဲ busy ဖြစ်နေတယ် busy ဆိုတာနားလဲလား being under Satan yoke I'm busy man I'm busy what be don't say busy man be busy mean being under Satan yoke I'm busy what busy noနောက်ချေဖို့ပါမယ်မြေတူးဆွားပါမယ်အတီးတီးကောင်းသင်အတွက်ယေရှုဘယ်နှစ်နှစ်လောက်ဂျာကန်ဆူတောင်းပေးနေရတယ်သင်အတွက်သေဖို့အချိန်ကြုံခဲ့တော်ညာလေဖခင်ယေရှုရဲ့ဂျာကန်ဆူတောင်းခြင်းကြောင့်သင်ဒီနေ့ထိအသက်ရှင်နေတယ်ဆိုတာမမေ့ပဲနဲ့ဒီနေ့ကစပြီးတော့ငါရဲ့အသက်တာအတီးတီးတော့အသက်တာဖြစ်ဖို့ပြန်ဆက်ကမယ်ဟာလေလုယာဟာလေလုယာဒီနေ့အစတော့ငါရဲ့တတအတီးတီးတော့တတဖြစ်ရမယ်ဟာလေလုယာဘုံမထင်ရှားရင်တော့ဘုံဝင်စားဖို့ရှိတဲ့အတွက်ဘုံထင်ရှားတော့တတဖြစ်ဖို့ယနေ့ကိုတော့ဒီနှစ်2019မှာကျွန်တော်တတအဖြစ်ဖခင်ဘုံတီးဟူသောအတီးတီးတော့တတဖြစ်ပါစေဟာလေလုယာဖခင်ကသိစရာမျှော်လင့်တဲ့အတီးတီးဖို့ဖြစ်တယ်အားကြောင့်အတီးတီးတော့တတဖြစ်ဖို့ဒီနေ့ညပြန်ဆက်ကကြရအောင်အားလုံးမတထားလဲဖခင်ကိုကျွန်တော်တို့ဆက်ကကြပါစို့ဟာလေလုယာ Thank you